ဒီနေ့မနက်ပိုင်းချင်းကိုပေးတဲ့ဖျားသခင်ဘုန်းတော်နာမတော်ထင်ရှားပါစေကျွန်တော်ကတော့ခုဒီမနက်ပိုင်းအမေရိကန်နိုင်ငံရဲ့ Kansas မဟုတ်ဘဲနဲ့ခု Kansas နဲ့ပြောင်းသွားပြီးTexas ပြည်နယ် Dallas မြို့မှာမနက်9 နာရီဖြစ်ပါတယ် Texas ပြည်နယ်မှာ Dallas မြို့မနက်9 နာရီမှာဒီကနေပြီးတော့အတန်လွှတ်ပါတယ်မြန်မာနိုင်ငံကတော့နော်8 နာရီခွဲညဖြစ်မှာပါည8 နာရီခွဲမှာကျွန်တော်တို့အမေရိကမှာတော့မနက်9 နာရီဖြစ်ပါတယ်အခုဒီနေ့ကတော့9 ကြိမ်မြောက်ဖြစ်ပါတယ်ကျွန်တော်တို့တကြံအတွင်းမှာလွှင့်ခဲ့တဲ့အမေအဖြေများနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့လွှင့်လာခဲ့တာဒီနေ့9 ကြိမ်မြောက်ဖြစ်သွားပြီဒီနေ့9 ကြိမ်မြောက်ထိကျွန်တော်တို့အကျမ်းမှာစွာပို့ဆောင်ပြီးတဲ့မေတ္တာရှင်နန္ဒတကုရှင်ဘုရားသခင်ဘုန်းတော်ထင်ရှားပါစေဒီနေ့ကတော့ဒီတကြံတွင်မှာကျွန်တော်တို့အမေဖြေလေးတွေပေါ်ခဲ့တဲ့အကြိမ်6 ကြိမ်မြောက်ပြီးမှဒီနေ့9 ကြိမ်မြောက်မှာတော့မိခွန်းမိလာတဲ့မိခွန်းတွေကိုဒီနေ့ပြန်ပြီးတော့ကြိုးစားပါမယ်ပထမမိခွန်းကတော့ကျွန်တော်တို့အစာရှောင်ဆုတောင်းတယ်ဆိုတာဘာအတွက်လဲတဲ့အစာရှောင်ဆုတောင်းတဲ့သူတွေဟာဘာကြောင့်အစာရှောင်နေကြတာလဲတဲ့ခန္ဓာကိုယ်မထိခိုက်ဘူးလားတဲ့ကျွန်တော်တို့ခန္ဓာကိုယ်ဟာအစာမဆိုင်ရင်ထိခိုက်မှုအများကြီးဖြစ်တယ်ဆိုတော့သူတို့တိလျက်နဲ့ဘာဖြစ်လို့အစာရှောင်ကြတာလဲတဲ့အကယ်၍အစာရှောင်တာဟာအကျိုးရှိရင်ဘာအောင်မြင်မှုတွေရတယ်လေတဲ့အဲ့ဒီအောင်မြင်မှုတွေကိုလည်းပြောပြပါလို့သူတို့မေးပါတယ်ဆိုတော့ဒီနေ့ဒီမိခွန်းကိုကြည့်တဲ့အခါမှာဘာတော်တွေ့တယ်လဲဆိုတော့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းဆိုတဲ့မိခွန်းလည်းပါတယ်အဲ့ဒီအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းကနေပြီးတော့ရရှိတဲ့နော်အောင်မြင်မှုပေါ့နော်အင်္ဂလိပ်လို success ပေါ့နော် success ဆိုလည်းပါတယ်အဲ့ဒီ success ကိုတဲ့ဆရာဥပလို့မြင်တယ်လေတဲ့ကျွန်တော်တို့ပြောပြပါလားတဲ့အောင်မြင်မှုဆိုတာနော်ဘယ်ဟာကိုလဲလို့မိခွန်းပြီးပါတယ်ကျွန်တော်ဒီနေ့အဲ့ဒီမိခွန်းတစ်ခုကိုကြိုးစားပြီးဖြစ်မယ်အဲ့ဒီမိခွန်းတစ်ခုပြီးလို့နောက်ထပ်သွားနိုင်တာရှိရင်နောက်ထပ်ကြိုးစားပါမယ်ပထမမိခွန်းဖြစ်တဲ့နော်အောင်မြင်မှုဆိုတဲ့စကားလုံးနဲ့ success ဆိုတဲ့စကားလုံးနဲ့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းဆိုတဲ့နော်ခေါင်းစဉ်နှစ်ခုဟာနော်ချိတ်မိတဲ့လူတွေအများကြီးရှိပါတယ်ချိတ်နိုင်တဲ့လူတွေအများကြီးရှိတယ်နောက်ပြီးတော့တစ်ဖက်ကပြောမယ်ဆိုရင်တော့ပေါင်းကူးတရားခင်းပေးနိုင်တဲ့လူတွေအများကြီးရှိပါတယ်ကျွန်တော်တို့ယနေ့လူမျိုးစကားနဲ့ပြောမယ်ဆိုတော့ချိတ်မိတယ်ချိတ်နိုင်တာပေါ့နော်ဆက်နိုင်တာပေါ့ဒါပေမဲ့လူကြီးစကားနဲ့ပြောမယ်ဆိုရင်တော့သူတို့ပေါင်းကူးတရားခင်းနိုင်တယ်ပေါ့နော်ဆိုတော့ပထမအဆုံးအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့ဟာကိုပြောကြည့်မယ်ကျွန်တော်တို့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းဆိုတာတဲ့ယနေ့တချို့သောသူတွေကပြောဆရာဥပဝေတဲ့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းနဲ့ဘာသာရေးအလုပ်မဟုတ်ဘူးလားတဲ့နော်ဘာသာရေးအလုပ်ဘာဖြစ်လို့ဘာသာရေးမှာအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းကိုတုံးနေတာလဲတဲ့ဆိုကျွန်တော်ဒီနေ့ကြိုးစားပြီးတော့ဆွေးနွေးပါမယ်အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းဆိုတာဘာသာရေးအလုပ်ဟုတ်တယ်လားမဟုတ်ဘူးလားဆိုတာလေးနဲ့စချင်ပါတယ်အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းဆိုတာဟာဘာသာရေးအလုပ်ဆိုတဲ့စကားလုံးကတော့ကျွန်တော်တို့ဒီနေ့ဘာသာတရားတွေထွန်းကားလာတဲ့နောက်ပိုင်းမှာเนาะအဲ့ဒီဘာသာတရားတွေကိုထွန်းကားလာအောင်เนาะစတင်ခဲ့တဲ့သူများကเนาะပြီးတော့အစာရှောင်ဆုတောင်းလာတော့ကြောင့်ဘာသာရေးအလုပ်လို့လူတွေကမြင်သွားတာဖြစ်ပါတယ်တကယ်တမ်းဆိုရင်เนาะအစာရှောင်ဆုတောင်းခြင်းအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းဟာဘာသာရေးစတင်ခြင်းလည်းမဟုတ်ဘူးဘာသာရေးအလုပ်လည်းမဟုတ်ပါဘူးတကယ်တမ်းဆိုရင်ဘာသာရေးဆိုတဲ့စကားလုံးကိုပြန်ကြည့်လို့ရှိရင်ကျွန်တော်တို့เนาะအစာရှောင်ဆုတောင်းခြင်းကိုပြုလုပ်ပြီးတော့အဲ့ဒီအစာရှောင်ဆုတောင်းခြင်းကနေပြီးတော့เนาะခုနကျွန်တော်တို့ပြောနေတဲ့เนาะ success လို့ခေါ်တဲ့အောင်မြင်မှုတွေအများကြီးရလာကြပြီးတော့အဲ့ဒီအောင်မြင်မှုတွေအများကြီးရလာပြီးတဲ့နောက်မှာထိုအောင်မြင်မှုအောင်ရတော့သူများကိုကျွန်တော်ကနေပြီးတော့เนาะနောက်ကနေလိုက်ပြီးတော့သူတို့ကိုအတုခိုးတယ်သူတို့ဆက်တင်ယူတယ်သူတို့ဆရာလက်ခံတယ်စင်ပွားတိုးတက်စီတယ်စင်ပွားဝင်ဟာတယ်အဲ့ဒါတွေလို့နောက်ပိုင်းမှာအစာရှောင်ဆုတောင်းခြင်းဟာစတင်လုပ်တော်သူရဲ့เนาะလှုပ်ဆောင်ချက်နဲ့ process ကိုပေါ့နော်စတင်လို့တော့သူရဲ့เนาะ
သူ့ရဲ့အမြင်နဲ့သူ့ရဲ့လှုပ်ရှားမှုကိုကျွန်တော်သွားမမြင်တော့ဘဲနဲ့နောက်ဆက်တွဲပုံစံတူကူးလိုက်တဲ့ခါမှာယနေ့ဘာသာရေးလှုပ်ရှားမှုလို့ဖြစ်သွားတယ်။နိုင်ငံရေးတော့မပါဘူးလားတဲ့စီးပွားရေးတော့မပါဘူးလားလူမှုရေးတော့မပါဘူးလားယနေ့လောကမှာနော်နေ့စဉ်လှုပ်ရှားမှုတော့ဘာအကျိုးရှိတယ်လဲလို့မိလာတဲ့ခါမှာအခုဒီနေ့ကတတိခါမှမယ်အစာရှောင်ဆူတောင်းခြင်းကကောင်းကောင်းလေးပြန်ပြီးတော့အရင်းမြစ်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့လူရဲ့ခန္ဓာကိုယ်အတွက်ဖြစ်ပါတယ်အဲ့ဒီဘာသာရေးကတော့အတိပွင့်ပေါ့နော်ဘာသာရေးဆိုဟိုးနောက်မှာပေါ်လာတော့အတိပွင့်နော်ဘာသာရေးဆိုတာဘာသာရေးတိုင်းဟာနော်လွန်ခဲ့တဲ့နှစ်ပေါင်း1000နှစ်ပေါင်း2000နှစ်ပေါင်း3000မှာလူတွေကနေပြီးတော့ဆက်လာတဲ့ဘာသာရေးတွေအများကြီးရှိတယ်ဆိုတော့ဘာသာရေးကတော့နောက်မှာပေါ်လာတော့အတိပွင့်ပေါ့ဆိုအစာရှောင်ဆူတောင်းခြင်းဟာဘာသာရေးရဲ့အတိပွင့်မဟုတ်ဘူးဘာသာရေးရဲ့လှုပ်ရှားမှုလည်းမဟုတ်ဘူးအစာရှောင်ဆူတောင်းခြင်းကလူပုဂ္ဂိုလ်တူစီရဲ့ခန္ဓာကိုယ်နဲ့အသက်တာနဲ့ပူဆိုင်ပါတယ်ဆိုဒီနေ့အဲ့ဒါကိုပြောကြည့်မယ်ကျွန်တော်တို့ဒီနေ့ခရိယန်ဒီနဲ့ပြောလိုက်တော့မယ်နော်ခရိယန်နဲ့ပြောကြည့်မယ်ကျွန်တော်ဘာသာတရားတွေအများကြီးနားမလည်တဲ့အခါမှာဘာသာတရားအများကြီးနဲ့ပြောရင်ကျွန်တော်မှာအခက်အခဲအများကြီးရှိတော့ကြောင်းခရိယန်ဘက်ကပြောမယ်ယနေ့ကျွန်တော်တို့ဖယားသခင်ကလူသားကိုဖန်ဆင်းတယ်ဆိုဒီနေ့အဲ့ဖယားခင်လူသားကိုဖန်ဆင်းတယ်ဆိုတာတချို့တွေကတော့လက်မခံနိုင်သေးဘူးတချို့တွေကျတော့မယုံနိုင်သေးဘူးတချို့တွေကျတော့တက်တည်အထောက်ထားမတွေ့ဘူးပေါ့ဟုတ်ပါတယ်နော်ကျွန်တော်တို့တက်တည်အထောက်ထားမတွေ့လို့မယုံနိုင်သေးလို့လက်မခံနိုင်သေးတဲ့လူတွေရှိတယ်လို့ယနေ့တက်တဲ့အထားတွေ့တော့ကြောင့်၎င်းယုံတော့ကြောင့်၎င်းနောက်ပြီးတော့ကိုတွေ့ဖြစ်တာများတော့ကြောင့်၎င်းယနေ့ယုံသူတွေအများကြီးရှိတယ်လောကမှာအုပ်စု2စု3စု4စု5စုဖြစ်နေတာပေါ့နော်ဆိုဒီနေ့တော့ဖယားသခင်ကျွန်တော်တို့လူသားဘက်ကယုံနိုင်တာမယုံနိုင်တော့အရင်မပြောဘဲနဲ့ဖယားသခင်ဘက်ကပြောတဲ့စကားတွေကိုပြောကြည့်မယ်ဒီနေ့ဒီကျမ်းစာအုပ်ဆိုရင်ကျွန်တော်လူသားပန်းကယုံနိုင်မယုံနိုင်ဆိုတာတဲ့ဘုရားသခင်ကပြောတဲ့စကားတွေအများကြီးသူကဒီမှာရေးပေးထားတယ်ဘုရားသခင်ကပြောတယ်ဘုရားသခင်ကပြောတယ်ဘုရားသခင်ကပြောတယ်ပြောပြီးဘယ်သူ့ကိုပြောတယ်လဲလူသားတွေကိုပြောတယ်အဲ့လူသားပြောတာမှဘယ်သူတွေလဲကျွန်တော်တို့တွေပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့တွေကလက်မခံနိုင်တော့လက်ခံနိုင်တော့သူတွေကလက်ခံပြီးနားထောင်တဲ့အခါမှာဘုရားသခင်ရှင်းပြတာပေါ့အဲ့ဒီရှင်းပြတဲ့အခါမှာတဲ့ကျွန်တော်တို့လူသားတွေကိုဘုရားခင်ဖန်ဆင်းတယ်အခုကျွန်တော်ကိုလည်းဖျားခင်ဖန်ဆင်းတဲ့လူပဲမှာပါတော့တာပေါ့ဆိုတော့ဒီနေ့တချို့တော့ခမရတဲ့ချင်းလူမျိုးမဟုတ်ဘူးလားချင်းပြင်းနေမှာမမွေးဘူးလားအမေကချင်းမဟုတ်ဘူးလားဒါကနော်ဖျားခင်ဖန်ဆင်းထားတော့အစပိုင်းမှာတာနဲ့ဖျားခင်ကစင်ပွားမွေးဖွားလာအောင်အဲ့ဒါအင်္ဂလိပ်လိုကျ recreation လို့ပြောတယ် recreation ဆိုတာဘာလဲဆိုတော့စင်ပွားဖန်ဆင်းတက်လာအောင်သူ့ရဲ့တိမ်ထဲမှာနော် DNA ထည့်ပြလိုက်တာထည့်ပြလိုက်တိုင်ထဲမှာအဲ့လူသားဖန်ဆင်းနိုင်တဲ့တကူဒီနေ့ဆိုတော့နော်တကူအာနာထည့်ပေးလိုက်တာပေါ့လုတ်ပိုင်ခွင့်နဲ့တကူအာနာထည့်ပေးလိုက်တယ်ဆိုတော့လူသားဖခင်နဲ့မိခင်ကနေပြီးတော့မေတ္တာကိုတုံးပြီးတော့အဲ့ဒီမေတ္တာတုံးတယ်လို့မှအသက်ပေးပြီးတော့မေတ္တာတုံးပြီးတော့သူတို့နဲ့တူညီသောလူသားကိုနော်ဖို့အခါပေါင်းများစွာပြီးတော့သူတို့လည်းဖန်ဆင်းလာတာပေါ့ဆိုတော့ကျွန်တော်အဖေနဲ့မိကနေပြီးတော့မေတ္တာကိုသုံးပြီးတော့ထိုမေတ္တာဖယားသခင်မေတ္တာကိုသုံးပြီးတော့နော်သူတို့ကဲ့သို့သောလူသားတစ်ယောက်ဖြစ်လာအောင်အဖို့အခါပေါင်းများစွာပြီးတော့ဖန်ဆင်းလာတာဖြစ်တယ်ဆိုတော့ဒီနေ့အဲ့တော့အစာရှောင်ဆူတောင်းခြင်းပါလေလို့မိတဲ့ခါမှာတော့ကျွန်တော်တို့ဖန်ဆင်းလာတဲ့ခါမှာဒီနေ့ခေတ်စကားနဲ့ပြောမှဆိုကျွန်တော်ကလူဖြစ်လာပြီဆိုတော့နေ့စဉ်စားသုံးနေရတယ်နော်စားရတယ်တောက်ရတယ်ဆိုတော့စားတဲ့တောက်တဲ့ပြင်ကျွန်တော်တို့မြန်မာစကားနဲ့ပြောကြည့်မယ်ကျွန်တော်เนาะနေ့စဉ်နေ့တိုင်းကျွန်တော်တို့ဗာလဲတဘာဝနဲ့ရင်ဆိုင်နေရတယ်စားတဲ့နေရာနဲ့တော့လကောင်းတောက်တဲ့နေရာတော့လကောင်းလီရနဲ့တော့လကောင်းယောဂပေါင်းများစွာခန္ဓာကိုယ်ထဲဝင်နေတယ်ခန္ဓာကိုယ်ကလည်းအဲ့ဒီယောဂတွေကိုတိုက်ထုတ်နေတယ်ဆိုရင်ခန္ဓာကိုယ်ယောဂကိုတိုက်ထုတ်နေတယ်လို့ပဲအပြင်ကနေလည်းယောဂပေါင်းများစွာဝင်နေကျွန်တော်တို့စားတဲ့စားတောက်မှလည်းနော်ယောဂအများကြီးပါလာတယ်တောက်တဲ့ရေမှလည်းယောဂအများကြီးပါလာတယ်တိုက်တဲ့လေမှလည်းရှူတဲ့လေမှလည်းယောဂအများကြီးပါအဲ့ဒါတွေအထဲမှာနေ့စဉ်နေ့တိုင်းဝင်နေတယ်အဲ့လိုဝင်တဲ့အခါမှာကျွန်တော်ခန္ဓာကိုယ်ကလည်းနေ့စဉ်နေ့တိုင်းတိုက်ထုတ်နေတာပေါ့တိုက်ထုတ်နေတယ်ဆိုတော့အခုအစာရှောင်ဆုတွန်းချက်ပါလဲလို့မိတဲ့အခါမှာတော့ကျွန်တော်တို့ခန္ဓာကိုယ်ဟာတဲ့ဖယားသခင်ကတန်ရှင်းစွာဖန်ဆင်းပေးထားတယ်အဲ့ဒီတန်ရှင်းစွာဖန်ဆင်းပေးထားတာကိုဒီနေ့ကျွန်တော်ကျမ်းစာရပြောလို့ဆိုတော့စိတ်ကိုလည်းတန်ရှင်းစွာဖန်ဆင်းပေးထားတယ်ဉာဏ်အုပ်နှောက်ကိုလည်းအတွေ့အခေါ်အယူအဆအမြင်တန်ရှင်းစွာဖန်ဆင်းပေးထားတယ်နံပါတ်3မှာတော့ခန္ဓာကိုယ်လည်း
对焦里担心说盘身比他的，那么里嘛咯，我的把岁，这种天嘛是的，喏，吉林多我的把岁过来担心说盘身比他说离苦盘身比他了，哎啦，英语路标么说 four intelligences 路考了喏，four intelligences 呢，这种盘身比他的，你只有东边看到我的盘身比的，说你只东的对离苦偏多了不？အခုအစာရှောင်ဆူတောင်းခြင်းဟာဘာလဲလို့မေးတဲ့ခါမှာအဲ့ဒီဖန်ဆင်းထားသောအရာဟာနော်စားတော့ကြောင့်တောက်တဲ့ရေကြောင့်တဘာဝနေလို့လေတိုက်လာတော့အမိုက်တွေကြောင့်ကျွန်တော်တို့အထဲဝင်လာပြီးတော့ခန္ဓာကိုယ်ရဲ့သွေးကြောတွေကိုထိခိုက်လာတယ်ဆဲလ်တွေကိုထိခိုက်လာတယ်နောက်ပြီးတော့အဆုပ်တွေကိုထိခိုက်လာတယ်အသည်းတွေကိုထိခိုက်လာတယ်နောက်ပြီးဦးလန်းကြောင်းတွေကိုထိခိုက်လာတယ်အစာအိမ်တွေကိုထိခိုက်လာတယ်အုံနောက်သွေးကြောတွေထိခိုက်တယ်မျက်လုံးသွေးကြောတွေထိခိုက်တယ်တဖုံးတွေထိခိုက်တယ်အဲ့လိုထိခိုက်မှုအများစွာရှိတော့ရကျွန်တော်ကနေပြီးတော့ဝင်လာတယ်ဝင်လာတဲ့ခါမှာအခုတော့လူတွေဘယ်လိုဖြစ်လာပြီလဲဆိုတော့အဲ့ဒီထိခိုက်များစွာဝင်လာတဲ့ကြားတွေကကျွန်တော်တို့ကိုယ်တိုင်ကလည်းအပြင်မှာရှိတဲ့စားတောက်တွေထဲမှာခန္ဓာကိုယ်နဲ့ခန္ဓာကိုယ်မနိုင်တဲ့အစားတောက်တွေအများကြီးကိုစားတက်လာပြီးတော့ဆွဲလန်းလာတယ်ဆိုခန္ဓာကိုယ်မနိုင်တဲ့စားတောက်တွေပါလို့ဆိုအယ်ကိုဟောဆိုခန္ဓာကိုယ်လုံးဝမနိုင်ဘူးအဲ့ဒီမနိုင်တာကျွန်တော်ကစားတောက်လာပြီးတော့ကျွန်တော်ကဖြစ်လဲအမောပြေအဖြစ်နဲ့တုံးပလိုက်တယ်အပျော်အပါဖြစ်နေတုံးပလိုက်တယ်အယ်ကိုဟောကိုကျွန်တော်ကပြဿနာမရင်ဆိုင်နိုင်တော့တဲ့အခါမှာပြဿနာရင်ဆိုင်တာတွေခဏရပ်နိုင်မှုရတဲ့နော်ပြဿနာမိပြောက်တောင်းဆိုတာမျိုးနဲ့အယ်ကိုဟောတွေတုံးလာတယ်ဆိုအယ်ကိုဟောကခန္ဓာကိုယ်ရဲ့သွေးကြောတွေကိုနော်မခံနိုင်တဲ့အထိသူကဆုံးမထားတယ်နောက်လှုပ်ရှားစီတယ်နောက်နီကိုတင်းဆီလိတို့တို့နီကိုတင်းကလည်းကျွန်တော်ခန္ဓာကိုယ်အများကြီးထိခိုက်လာနိုင်တယ်နောက်ပြီးတော့ကျွန်တော်မော်ဖိန်းတို့လည်းအများကြီးထိခိုက်တယ်နောက်ပြီးတော့ကျွန်တော်တို့ကိုလိုကိုဆိုတမင်းနော်အချိုမုံဒီနောက်ပြီးစားတဲ့ဒီဆိုဒီယမ်ဒီခန္ဓာကိုယ်မှာအများကြီးထည့်သွားထိခိုက်မှုဖြစ်တယ်နောက်အချိုဒီကျွန်တော်ခန္ဓာကအချိုလိုအပ်တာဟာသူ့ရဲ့လိုအပ်ချက်လေးရှိတယ်အဲ့လိုအချက်ကိုကြော်လွန်လာရင်ခန္ဓာကနော်မခံနိုင်တော့ဆိုတော့နော်ကြောက်ကနော်တာဝန်ယူပြီးတော့စစ်ဆေးတယ်အဲ့အချိုတွေကိုကျွန်တော်ခန္ဓာကတုံးရမယ်မတုံးဘူးတဲ့ခါပူလာတဲ့ဟာတွေကိုနော်ကြောက်ကနေပြီးတော့ဘယ်မှာထိုင်ကောင်းမလဲဆိုပြီးတော့နော်ကျွန်တော်စဉ်းစားပြီးတော့ကိုယ်တော်မှာထားတယ်အဲ့ဒီကိုယ်တော်မှာထားပြီးတော့ပန်ခရစ်တို့ကနေပြီးတော့နော်အင်ဆူလင်တွေထုတ်တယ်အဲ့လိုမျိုးပေါ့ဆိုခန္ဓာကိုယ်ထဲမှာသူလုပ်ငန်းပေါင်းများစွာဖျက်ခံပြီးတော့ကျွန်တော်အသက်ရှင်ဖို့အတွက်လုပ်ပြီးထားတယ်အခုအစာရှောင်စုတောင်းချက်ပါလေလူမိတဲ့ခါမှာတော့အဲ့ဒီမှာကျွန်တော်ညက်ပတ်တော့အရာမြောက်များစွာကျွန်တော်ထဲတယ်ခါမှာကျွန်တော်ခန္ဓာကပြန်ထုတ်တဲ့ခါမှာကုံအောင်မထုတ်နိုင်တော့ဘူးဆိုတော့စားတဲ့ထဲမှာစားသမျှအားလုံးကိုအစာရချီပြီးတဲ့နောက်မှာခန္ဓာကိုယ်လိုအပ်တော့ရတွေကိုနော်နှလုံးကနေပြီးတော့ပို့ပြီးတော့မလိုအပ်တဲ့ຢာတွေကိုနော်ကျွန်တော်တို့အစာရကနေပြီးတော့ဦးလန်းချောင်းကနေပြီးတော့ဦးသိန်ကနေပြီးတော့ဟိုးအပြင်ဘက်ကိုထုတ်ပြရတယ်။နောက်ပြီးတော့ကျွန်တော်တောက်သမျှရေအားလုံးကိုနော်ခန္ဓာကနေပြီးဆဲလ်ရတုံးပြီးတော့ acid ပါတဲ့ရေတွေဆင်းပါလဲကြောက်ကဆေးကြောပြရတယ်။ဆေးကြောပြပြီးတော့အပေါ့သွားတဲ့နေရာနဲ့ထွက်ရတယ်။ဆိုထွက်ပေါက်တွေအများကြီးဖိုင်ကလုပ်ပြီးထားတာပေါ့။ဒါပေမဲ့အကုန်မထုတ်နိုင်ဘူး။မထုတ်နိုင်တဲ့ဟာတွေဘာဖြစ်လဲကြံသွားတယ်။အဲ့ဒီကြံတဲ့မှာဘာကြီးကြံလဲအဆီဓာတ်တွေလည်းကြံနေ။အဲ့ဒီအဆီဓာတ်တွေမှာလည်းအခုခေတ်စကားနဲ့ပြောမယ်ဆိုတော့ပြေဝစီနော်တန်ရှင်းတဲ့စီရီနော်ဆရာဝန်တွေပြောလိုက်တဲ့ဆိုတော့ဗာလဲ high lipoprofile လို့ခေါ်တာပေါ့နော် lipoprofile ပေါ့ lipoprofile ဆိုတော့ဗာလဲ high density နဲ့ low density လို့သူတို့ပြောတယ်အဲ့ဒါဗာလဲကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတဲ့အဆီဓာတ်ကဗာလဲခန္ဓာကိုယ်ကနေနိုင်တဲ့အဆီရှိတယ်မနိုင်တဲ့အဆီရှိတယ်ကောင်းတဲ့အဆီနဲ့မကောင်းတဲ့အဆီခေါ်မှာပေါ့ဆိုတော့တိလကြောရီမှာမနိုင်တဲ့အဆီတွေကျတော့တိလကြောရီမှာဝင်သွားရင်သူကမတွားနိုင်တော့ဆိုဘေးဒီမှာကတ်တော့လားကျွန်တော်ထမင်းစားတဲ့ခါမှာအစီမြိုင်းဒီမှာကတ်တယ်လေကတ်တော့ဆေးတာမရဘူးဆက်ပြန်နဲ့ဆေးရတာပေါ့အဲ့လိုမျိုးပေါ့ဘေးဒီမှာကတ်တော့လားနောက်ပြီးတော့ကျွန်တော်တို့တောက်တဲ့ရေထဲမှာကယ်လ်ဆီယမ်တွေပါလာတယ်အဲ့ဒီကယ်လ်ဆီယမ်တွေကနော်ကျွန်တော်တို့ကြောက်ကဆေးတဲ့ခါမှာရေတောက်နေတော့ကြောင့်အကုန်မဆေးနိုင်ဘူးကြောက်ကမှအဲ့ဒီကယ်လ်ဆီယမ်တွေစုပြုံပြီးတော့ကြောက်တယ်လာတယ်အသေးတွေမှာစုပြုံလာတယ်ကြောက်တယ်လာတယ်အဲ့လိုမျိုးပေါ့နောက်ကျွန်တော်တို့ခန္ဓာမှာဆက် acid တွေလည်းနော်မတည်ငြိမ်မှုဖြစ်ပြီဆိုရင် acid ကပိုရှန်လာတယ် overflow ခေါ်တော့နော် overflow ဖြစ်လာတယ်ထိုနည်းကောင်ကျွန်တော်စားတဲ့ acid တွေမှာလည်းနော်တချို့ acid တွေကပါလဲ urine ချင်းစီကိုတွားပြီးတော့ဖြတ်စည်းတယ်
ဆိုတော့ဒီနေ့ခေတ်စကားနဲ့ပြောမှကောက်ဒီပါဖြစ်တာပေါ့ကောက်ဒီပါနောက်ပြီးတော့နော်လေးဘက်နာမြန်မာလိုကတော့ကျွန်တော်ညတော့လေးဘက်နာလို့ပြောတယ်ဘယ်ဖက်ဆိုလေးဘက်စလုံးနာတယ်လေးဘက်နာပေါ့နော်အခုတော့လေးဘက်နာမဟုတ်တော့ဘူးနော် arthritis ပြီးတော့ကောက်တဲ့နော်ဆိုတော့ဒါတွေကပါလေ uric acid များရင်သူကအပြင်းမထွက်နိုင်တော့ဘူးဆိုရင်အထဲမှာရှိတယ်ပါလေချင်းစီတွေတွားပြီးတော့ကိုက်စားတာပေါ့အဲ့လိုမျိုးထိုနည်းလည်းကောင်းကျွန်တော်ခန္ဓာကိုယ်ထဲမှာနော်ပိုရှင်တဲ့အရာအများကြီးအချိုဓာတ်ပူရင်အချိုဓာတ်ကနေပြီးတော့နော်တွားထိခိုက်တယ်ပန်ခရီးစ်ကိုဒုက္ခသွားပြီးတယ်နောက်ပြီးတော့အငန္တပူရင်ကြောက်ကကိုဒုက္ခသွားပြီးတယ်နော်တွေးလွှတ်ကြောတွေကိုတောင့်တင်းစေတယ်အဲ့လိုမျိုးပေါ့နောက်ပြီးတော့ကျွန်တော်တို့နော်ရေတောက်နေရင်အန်တီအောက်ဆီဒန့်နေလုံးပြီးတော့အက်ဆစ်များသွားတယ်အက်ဆစ်များသွားရင်ဘာဖြစ်လဲခန္ဓာကမကျန်းမာတော့မကျန်းမာဆို antioxidant နေသွားတာနော် pH တအားနေသွားတာဖြစ်သွားတယ် pH ဆိုပါဆိုရေဓာတ်တအားနေသွားတာနောက်တော့နေပူမဆုံးရင်နေပူကနေပြီးဖျက်ခင်ပေးထားတော့အသက်ရှည်စေး vitamin D3 plus ဆိုတာတော့ vitamin D ပေါ့အသက်ရှည်စေးတွေမရတော့တဲ့ခါမှာခန္ဓာကိုယ် cell တွေကကင်ဆာဖြစ်နိုင်တယ်အားနေနိုင်တယ်ဆိုခန္ဓာကိုယ်မှာအဲ့လိုအညစ်အကြေးတွေအများကြီးဖြစ်လာတယ်ဆိုလူတယောက်ကကိုညာစားတယ်စနေတောက်တယ်ကျွန်တော်တို့လက်ဖက်တောက်စားတယ်စီစားတယ်ကျွန်တော်စားသမျှအလုံးထဲမှာနော်အနည်းနဲ့များအညစ်အကြေးပါတယ်အဲ့ဒီညစ်အကြေးခန္ဓာကိုယ်လည်းပြန်မပထုတ်နိုင်တော့ဘူးအဲ့ဒီခါမှာတဲ့ကျွန်တော်တို့ဆရာဝန်တွေကအကူအညီယူပြီးတော့ပထုတ်ဖို့ကြိုးစားတယ်ဆရာဝန်တွေကလည်းပထုတ်ဖို့အစွမ်းကုန်ကူညီတယ်တချို့တွေကပထုတ်လို့မရဘူးဆိုတော့ operation လုပ်ပြီးတော့ဖယ်ထုတ်မှာပေါ့နော်ဆိုတော့တချို့တွေက operation လုပ်ပြီးဖယ်ထုတ်မယ်လှီးပြီးတော့ထုတ်မယ်ပပြီးတော့ထုတ်မယ်အဲ့လိုမျိုးပေါ့ဆိုတော့ကျွန်တော်တို့အဲ့လိုဖြစ်တဲ့ခါမှာတဲ့အစာချောင်ဆူတောင်းခြင်းပါလို့မျိုးတဲ့ခါအစာချောင်ဆူတောင်းခြင်းရတော့တဲ့အဲ့ဒီအချိန်မှာကျွန်တော်ခန္ဓာထဲမှာနော်ဆိုတော့အဆီဒပူလိုနာတို့ကိုလက်စတရောပေါ့နော်ပူရာတို့ triglyceride တို့ဆရာဝန်ပြောပြတဲ့အတိုင်းပေါ့နော်ကျွန်တော်အထက်မှာအဆီဒများတာတို့နော်အသေးဖုံးတာတို့နောက်ပြီးတော့မျက်စိကမှုန်လာတာတို့မျက်စိမျက်လုံးမျက်စိတွေးကြောတွေအားလုံးကပါလဲပိတ်လာပြီးတော့မှုန်လာတာတို့အုံနောက်တွေးကြောတွေပိတ်လာတာတို့မှန်ညံကြော့တာတို့ဗီတာမင်ဆုံးရှုံးတာတို့နောက်ပြီးတော့နှလုံးတွေးကြောတွေပိတ်လာတာတို့အဲ့ဒီဆရာဝန်ကကူညီရှာတယ်အကယ်၍ဆရာဝန်ကူညီမရှာနိုင်ဘူးတော့မှမွေးတဲ့လူဟိုးဆရာဝန်ရှိမရှိမှမွေးတဲ့လူတွေဟိုတော့ကျွန်တော်လောကကြီးစခဲ့တော့ကတော့ဆရာဝန်ကြီးမရှိခဲ့ဘူးအဲ့တော့ဖယားသခင်အဲ့ဒါကိုနော်ပြန်စည်းကြောလို့ရအောင်နော်အစာရှောင်ဆုတောင်းခြင်းကိုလုပ်ပေးထားတာအစာရှောင်ဆုတောင်းတဲ့ခါမှာတော့အဲ့ဒီအညစ်အကြေးတွေအကုန်လုံးပြန်ထုတ်ပြတာနောက်ဆုံးပြောမယ်ဆိုရင်တော့ foreign body အလုံးပြန်ထုတ်ပြတယ်ခေါ်တော့ foreign body ဆိုတာကျွန်တော်ကတော့ပြောမိတာဘောနော်ခွန်းလို့ပေါ့နော်ဆရာဝန်တွေကနားထောင်ရင်တော့အော်သူဘာများနားလဲတယ်လဲလို့ပြောမှာတော့ကျွန်တော်နားမလဲဘူးဒါပေမဲ့ foreign body လို့ပြောပါလေကျွန်တော်ထင်နိုင်ရှိတော့ဖျားသခင်ဖန်ဆင်းခြင်းနဲ့မှမပါတော့တဲ့အပြင်ကနော်မလေးရီးယားလိုဟာမျိုးပိုး TB လိုဟာမျိုးပိုးအဆိုင်ယောဂလိုဟာမျိုးပေါ့နော်အခုအဆိုင်ထဲမှာပါလေ H pylori လို့ပါတော့နော်ပိုးရီနောက်ပြီးတော့အများကြီးပဲအခု cancer ပိုးရီ AIDS ပိုးရီအဲ့ဒီက foreign body လို့ကျွန်တော်သတ်မှတ်ကြည့်အောင်နော်နိုင်ငံခြားသားတွေပေါ့အဲ့ဒီနိုင်ငံခြားသားတွေဟာအစာရှောင်ဆူတောင်းတဲ့ခါမှာဖြစ်သွားတဲ့ဆိုတာကိုခုပြောကြည့်မယ်ကျွန်တော်အစာရှောင်ဆူတောင်းတဲ့ခါမှာတဲ့နော်ကျွန်တော်ခန္ဓာကိုယ်ကထမင်းမစားတော့ဘူးဘာလို့လဲဆိုတော့ထမင်းစားတော့အာဟာရကျွေးတာကိုခဏရက်လိုက်တယ်ကျွန်တော်အစာရှောင်ဆူတောင်းတဲ့ဆိုတာတကယ်တမ်းဆိုရင်ခန္ဓာကိုယ်အာဟာရမကျွေးဘဲနဲ့ခဏရက်လိုက်တဲ့သဘောခဏရက်လိုက်တဲ့ပေါ့ခန္ဓာကိုယ်ဟာရမကျွေးဘဲနဲ့ခဏရက်လိုက်တဲ့ခါမှာတဲ့ခန္ဓာကိုယ်ဟာရမကျွေးရက်လိုက်တဲ့ခါမှာခန္ဓာကိုယ်ကနေ့တိုင်းစားနေကြအစားစာကိုမစားလိုက်တာနဲ့ဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်စားချိန်မှန်တဲ့လူတွေဆိုရင်မနေ့7နာရီစားမယ်ညနေ4နာရီစားမယ်ဒါမှမနေ့7နာရီစားမယ်12နာရီစားမယ်ညနေ6နာရီစားမယ်ဆိုရင်အဲ့ဒီစားနေတဲ့အချိန်တိုင်းမှာပတ်စက်ကနေမှထမင်းဝါလိုက်တာနဲ့အသေးတို့တဲချီတို့အသေးတို့ခန္ဓာတို့နှလုံးသားတွေအလုံးတာဝန်တာပြီးတော့အသေးကနေပြီးတော့နော်ထမင်းလာကြူဖို့အတွက်နော်တရွေးတွေပါတွေကိုနော်အဆိုင်တို့ပုတ်ပြီးတော့အဆိုင်ရနေပြီးတော့ထမင်းလာကြူရတယ်အဲ့ဒီလာကြူတာ acid လို့ခေါ်တာပေါ့ acid ထွက်လာတာပေါ့ acid လာကြူရတယ်ကျွန်တော်တို့ခုခေတ်စကားနဲ့ပြောဆို acid ပေါ့ကျွန်တော်ဟိုတော့စကားနဲ့ဆိုတရွေးထွက်လာတာပေါ့တရွေးထွက်လာတရွေးကလာကြူပြီးတရွေးကနေအဆိုင်တွေကိုတော့ကြူဆိုပါအေးလာခဲလို့ရကြူတော့ကျွန်တော်အဆိုင်တွေဝင်သွားတာပေါ့ဒါအကောင်းနေနော်
အဲ့တော့ခုမစားတဲ့ခါကျတော့အဲ့ဒီပုံမှန်ထွက်တဲ့လူတွေကအဲ့ဒီ8 နာရီထွက်လာပြီဆိုရင်လာတော့မယ်ဆိုတော့ဆင်သင်းလုပ်လိုက်ပြီဂျူတီပေါ့သူတို့အစွမ်းမူထမ်းနေ8 နာရီဆိုရုံတက်သူတွေပေါ့သူတို့ရုံတက်ဖို့စလိုက်ပြီ7 နာရီလည်းစလိုက်ပြီညနေ9 နာရီလည်းစလိုက်ပြီဆိုပထမတရက်စာဆောင်တဲ့ချိန်မှာတဲ့စာဆောင်တဲ့ကျွန်တော်အမြင်ပြောဆရာဥပဦးရေကျွန်တော်ဒီနေ့စာဆောင်တော်တော်ခက်ပါလားဗိုက်စာလုံးလို့တေခါနီးတယ်အဲ့ဒါဗိုက်စာလုံးလို့တေခါနီးတာမဟုတ်ဘူးအစစ်ကအလုတ်ဆလုပ်ချင်လို့ရုံတက်လာတာရုံတက်လာတော့သူကအလုတ်မပေးရင်သူကဗိုက်စာပြီဒါဗိုက်စာပြီမနေ့8 နာရီဗိုက်တားစားပြီ7 နာရီဗိုက်တားစားပြီညနေ9 နာရီ6 နာရီဘာလို့မလဲဆိုတော့အဲ့ဒီအစစ်တွေဟာတဲ့နော်အစာချေဖို့အတွက်ထမင်းကြိုဖို့အတွက်အစားတောက်တာဝင်ပြီးတက်လာတဲ့ဟာဆိုတော့အစားတောက်မရှိတော့အဲ့ဒီအစာရင်ထဲမှာအစစ်တွေရှိတော့အစာရင်ဦးနာရန်ဒီနော်စားပြစ်နိုင်တယ်အစာချေထဲမှာစားပြစ်နိုင်တယ်ဆိုစားပြစ်ဆိုအစစ်ရဲ့နော်ဆွမ်းဆောင်ရည်တွေကဦးနာရန်တွေကိုစားပြစ်နိုင်တယ်အဲ့ဒါဘာလို့မလဲချက်ချင်းမဲရေမင်းတောက်ပေးလိုက်ရေတောက်ရင်အဲ့ဒီ acid အားလုံးကိုရေများများတောက်ပြီးရင် alkaline နဲ့တွေ့ခိုင်းရင်တဲ့ဓာတ်ပြေတယ်တဲ့ဓာတ်ပြေတယ် acid နဲ့ alkaline ဓာတ်ပြေတယ်ဆိုတာเนาะအဲ့ဒီတတွေးတွေအားလုံးကရေနဲ့ရောလာပြီဆိုရင်သူကအားအင်ကျဆင်းသွားပြီးတော့အစာအိမ်တွေမထိခိုက်တော့ဘူးအစာမလုံးနဲ့တမင်းဆန်ဆိုတာလည်းရော့ကျသွားတယ်တဲ့ဖြစ်နေဆိုရော့ကျသွားပြီးတော့acid ကနေပြီးတော့အစာချေဆရာမလာတော့ဘူးရေပဲလာတော့တယ်ဆိုတော့စကိစ္စမရှိဆိုတော့လည်းနားယူတော့ပေါ့ဆိုအဲ့လိုရေတောက်ပြီးအစာရင်ကနေပြီးတော့အဲ့ဒီ acid တွေများထွက်ပြီးရေတောက်ပြီးဆိုရင်အဲ့ရေတောက်တဲ့ဟာနဲ့ acid နဲ့တွေ့တဲ့အတွက်ကြောင့်တဲ့ဘာဖြစ်တယ်လဲဆိုတော့အပေါ့ပဲသွားတော့မှာအဲ့ဒီရေနဲ့ acid နဲ့ရောထားတဲ့ဟာခန္ဓာကိုယ် cell တွေကလက်မခံတော့ဘူးတဲ့လက်မခံတော့အပေါ့ပဲသွားတော့မှာဆိုတော့အညစ်အကြေးတွေကိုစီးကြောဖို့အတွက်သုံးတော့မှာတချို့ရပြောဆရာဥပရေကျွန်တော်စားဆောင်တော့ပထမရေတောက်တာတဲ့တောက်သမျှအလုံးပေါ့သွားတယ်တဲ့ဟုတ်တယ်အပေါ့သွားလို့ရတယ်နော်ပေါ့သွားလို့ရတယ်ကျွန်တော်3 ပလင်းတောက်တာတဲ့3 ပလင်းလုံးရေအပေါ့သွားတယ်ခန္ဓာမှမကြက်ဘူးအိမ်ဟောနေမကြက်ဘူး acid နဲ့ရောတဲ့ရေတွေဆိုရင်ဆေးကြောဖို့ပဲသုံးတာခန္ဓာကိုအတွင်းကိုဆေးကြောပလိုက်တာ cell တွေကအဲ့ဒီ acid နဲ့ရေနဲ့ရောတဲ့ဟာကိုမယူသေးဘူးတန့်ရှင်းရဲ့အတွက်ပဲသုံးတာacid ဆိုတာတန့်ရှင်းရေးတော့တုံးတော့ဘောနော်ဆိုအဲ့ဒါတော်လိုက်ထပ်တောက်လိုက်အဲ့လိုမျိုးပေါ့ဆိုတော့အခုတော့အဲ့ဒီအစာဆောင်တာဟာတော့ကျွန်တော်တို့ကိုညှင်းဆဲတာမဟုတ်ဘူးလူသားတွေကိုညှင်းဆဲတာမဟုတ်ဘူးဘာသာရေးနဲ့လုပ်တာမဟုတ်ဘူးကောင်းကင်ရောက်ခြင်းလို့နော်ကောင်းကင်ရောက်ခြင်းလက်မှတ်ယူဖို့အတွက်အစာဆောင်တာအဲ့ဒီဟာကျွန်တော်မှလည်းလူတွေရဲ့အထင်ပေါင်းများစွာကနေလာတော့နော်တုံတင်ဆုံးမှချက်တွေပေါ့ကျွန်တော်လူတွေကပြောတယ်သူအစားချောင်းနေတယ်ဗာတွေ့တယ်ကောင်းကင်ရောက်ချင်းလို့အဲ့ဒါအထင်ကျမ်းစာမှမရှိဘူးကျွန်တော်ကျမ်းစာဖိုင်လည်းမရှိဘူးဖယားသခင်လည်းအဲ့လိုမပြောကျွန်တော်စားချောင်းကောင်းကင်ရောက်ချင်းလို့ငရဲကြမှာဆိုလို့အဲ့ဒါလေနော်ကျွန်တော်အထင်နောက်ပြီးတော့အစာချောင်းတာလည်းကိုတူရချင်းလို့အဲ့ဒါလည်းအထင်မရှိသေးရဲ့နော်အစာချောင်းတာလည်းကိုတူမရဘူးနော်အစာချောင်းခြင်းလည်းပေးတဲ့အရာရှိတယ်အဲ့လိုမျိုးတွေတော့ကျွန်တော်အစာချောင်းရင်းတဲ့စိတ်ငြိမ်စေဖို့တဲ့အဲ့ဒါလည်းဟုတ်ပါတယ်ပါတယ်ဒါပေမဲ့အဲ့ဒါတွေကအဓိကပန်းတိုင်မဟုတ်ဘူးအစာရှောင်တာရဲ့ပန်းတိုင်ကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့စားပြီးတော့အရာတွေအားလုံးကခန္ဓာကိုပံ့ပိုးတာလို့ဟုတ်ပြီဒါပေမဲ့စားပြီးတော့အရာလက်ခံပြီးတဲ့ခန္ဓာအထဲဝင်ပြီးသားအရာတွေအောင်လည်းမှာခန္ဓာကိုမပံ့ပိုးဘဲနဲ့အန္တရာယ်ပြုတ်တော့အရာမြောက်များစွာအထဲမှာရှိနေပြီအဲ့ဒါပြန်မောင်းထုတ်ဖို့ရန်အင်အားမရှိတော့ကြောင်းအစာရှောင်ပေးလိုက်တဲ့အခါမှာတဲ့ဘာဖြစ်တယ်လဲဆိုတော့အဲ့ဒီအထဲဝင်လာတော့အရာတွေထဲမှာတချို့တော့အသက်ရှင်တဲ့တရဝါတွေရှိတယ်ယောဂပူရီမလေးရီးယား TB ယောဂမလေးရီးယားကအဆိုင်ပူရီနော် H pylori ဒီနောက်ကင်ဆာယောဂတွေနောက်ပြီးတော့ AIDS ပူရီအများကြီးရှိတယ်နောက်ပြီးတော့ကယ်လ်ဆီယမ်တွေအများကြီးရှိတယ်ကယ်လ်ဆီယမ်ကကြောက်တွေပေါ့ကြောက်တွေအများကြီးရှိတယ်နောက်ပြီးတော့ acid တွေအများကြီးရှိတယ် uric acid တွေအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်ထမင်းမစားတော့တဲ့ခါမှာဘိုက်စားပြီးတော့ရေတောက်လိုက်တဲ့ခါမှာရေအများကြီးတောက်လိုက်တဲ့ခါမှာအဲ့ acid နဲ့ရေနဲ့ရောပြီးတော့ခန္ဓာကိုဆေးကြောပလိုက်တာဆိုအပေါ့သွားရင်အညစ်အကြေးတွေအများကြီးထွက်လာပြီအဲ့ဒါ acid နဲ့ရေကခန္ဓာကိုအတွင်းကိုဆေးတော့တာနောက်အိမ်တာတက်ရင်လည်းအလေးသွားတဲ့ခါမှာလည်းအညစ်အကြေးတွေအများကြီးထွက်လာတယ်ဆရာကြီးကျွန်တော်3 ရက်စားရှောင်တာတဲ့2 ရက်စားရှောင်တာတဲ့ဝန်သွားနေတယ်တဲ့ညစ်ပတ်လိုက်တာတဲ့ကျွန်တော်သိများသိမလားမသိဘူးတဲ့ကျွန်တော်ပြောအဲ့ဒါတည်ဖို့မဟုတ်ဘူးအညစ်အကြေးကိုထုတ်ပေးတာအဲ့ဒါအညစ်အကြေးတွေကခန္ဓာကိုတည်စီနိုင်တယ်အဲ့ဒါကြောင့်ဖယားသခင်ပြန်ထုတ်ပေးလိုက်ပြီနာခံတော့ကြောင့်ဟုတ်ပြီဆိုတော့အခု
အဲ့အစာရှောင်တာတဲ့နော်ဒီနေ့ပြောကြည့်မယ်အောင်မြင်မှုဘာအောင်မြင်မှုရှိတယ်လဲလို့မေးတဲ့အခါမှာဒီနေ့ကောင်းစဉ်တစ်ခုပြီးမယ်ကျွန်တော်တို့နော်အစာရှောင်တာဟာတဲ့ဘဝမှာတင်ယူတဲ့ခရီးစဉ်ရှိတယ်ပေါ့အင်္ဂလိပ်လိုကြတော့ learning တဲ့ကျွန်တော်ဆိုရင်ချင်းစကားနဲ့ဆိုရင်တော့ nun ka zon လို့ပြောတယ်ချင်းလူမျိုးတွေအများကြီးကတော့တော်တော်လက်ခံလာပြီနော် nun ka zon ဆိုတာဗမာလိုကျွန်တော်ဘာသာပြန်မယ်ဘဝကိုသင်ခန်းစာယူတယ်ဘဝအတွက်သင်ယူတယ်ပေါ့ဘဝအတွက်သင်ခန်းစာအများကြီးယူနေတယ်အဲ့ဒီဘဝသင်ခန်းစာအများကြီးယူတဲ့ဒီမှာဘဝသင်ခန်းစာယူတဲ့နေရာမှာနံပါတ်1 music ရှိရမယ်သင်ခန်းစာယူဖို့အတွက်ဘာ music ကျဲမလဲဆိုတော့နာခံခြင်းရွေးချယ်ရမယ်နာခံခြင်းလို့ခေါ်တဲ့နော်နာခံခြင်းကျွန်တော်ခရိယန်တွေကနာခံခြင်းကိုမသုံးဘဲနဲ့ကျမ်းစာထဲမှာနားထောင်ခြင်းကိုသုံးတော့တအားပေါ့သွားတာပေါ့နော်ကျွန်တော်ကဘာဦးကျမ်းနဲ့ဗျာဒိတ်ကျမ်းဒီကျွန်တော်ခရိယန်ကျမ်းစာရှိတယ်ဟိုတုန်းကဖခင်ကြီးတဲ့ဘာသာပြန်ခဲ့တယ်ဘာသာပြန်တဲ့ဆရာကြီးတဲ့ဘာသာပြန်တဲ့ခါမှာနော်ဗမာလိုနာခံခြင်းဆိုတော့ obey ဆိုတော့အဲ့တော့သူတို့က obey နဲ့မရေးဘဲနဲ့နားထောင်ခြင်းနဲ့ရေးလိုက်တော့ listen နဲ့တချို့တွေကသွားထင်တော့တာပေါ့အခုဆိုရင်ဆရာကြီးတွေကမင်းနားထောင်လားမနားထောင်လားမင်းဖျားစကားနားထောင်လားအဲ့လိုပဲသူတို့သုံးတယ်အဲ့တော့ဖျားစကားနားထောင်လားလို့သုံးတဲ့လူတွေကနားထောင်ပါတယ်ဆိုပြီးတော့နားနဲ့ပဲထောင်တာပေါ့မနာခံတော့ဆိုတော့ကျွန်တော်ဟိုတုန်းကတက္ကသိုလ်တက်တုန်းကဆိုရင်တင်ဦးဆရာကြီးကပြောတယ် hey နော်ဒါမင်းဖျက်စကနားထောင်လားဆိုတော့နားထောင်တယ်အငယ်နားထောင်တယ်ဆရာကြီးဆိုမင်းနားထောင်မင်းတက်တယ်မှာငါမတွေ့ပါလားဆိုကျွန်တော်လည်းကြီးတယ်ဘာလို့ဆိုနားထောင်တာနားထဲမှာဝင်ပြီးတော့ဒီကနေထွက်တယ်တဲ့သူကမင်းနားညာဘက်ကဝင်ပြီးတော့ဘယ်ဘက်ကထွက်နေရတာဟုတ်သူတို့ပဲပြန်ရှင်းပြတယ်အဲ့ဒါဆိုနာခံမလို့မတုံးနိုင်တော့ဘူးအဲ့ဒါဆိုမြန်မာကျမ်းစာမှာနာခံတယ်ဆိုစကလုံးတအားနေတော့တာဟုတ်နော်နားထောင်တယ်မင်းဖျက်စကနားထောင်ဆိုနားထောင်ဆိုတာနားနဲ့တော့ကြားနေတယ်နားထောင်နေတယ်အခုကစကားလဲဆိုတော့ကို YouTube နားထောင်တယ် Facebook နားထောင်တယ် Radio နားထောင်တယ်အကုန်နားထောင်တယ်ဒါပေမဲ့နားခံရင်အဲ့ဒီမျိုးပေါ့ဆိုဒီနေ့တော့နားခံခြင်းကိုရွေးချယ်မှသင်ခန်းစာစနိုင်တယ်အဲ့တော့ကျွန်တော်ကကောင်းစဉ်တက်မယ် choose obedience choosing obedience is the seed of learning နားခံခြင်းကိုရွေးချယ်ကြည့်နာခံခြင်းရွေးချယ်ရင်တဲ့သင်ခန်းစာစပြီနာခံပြီဆိုရင်သင်ခန်းစာအများကြီးလာပြီမနာခံရင်တော့သင်ခန်းစာတက်ပေါ့နော်နာခံတဲ့သင်ခန်းစာလာချင်မှလာတော့မှာနာခံရင်သင်ခန်းစာလာပြီ choosing obedience is the seed of learning သင်ခန်းစာစပြီသင်ခန်းစာမျိုးစစ်ကျဲလိုက်ပြီဆိုဒီနေ့နာအစာရှောင်ပြီးနာခံမယ်လို့ပြောတဲ့ခါမှာကျွန်တော်ကမနာခံနိုင်ဘူးအဲ့တော့အစာဆောင်တဲ့ချိန်မှာနာခံလို့တအားလွယ်တဲ့ချိန်ဖြစ်နေတယ်လူဟာအားအင်နေလာလေးနာခံတတ်လေးပေါ့အားအင်များလေးမနာခံလေးအဲ့လိုတဘာဝရှိတယ်တရိษံနေလဲအားကြီးလိုက်မနာခံတော့ဘူးအားနေသွားရင်နာခံတယ်ဒါကြောင့်ကျွန်တော်တို့မြင်းနေပါတွေကိုကျွန်တော်ဗာလဲတင်တန်းပေးချင်ပြီဆိုရင်သမင်းရင်ကခံရတာပေါ့နော်မြင်းကိုကောင်းတင်တန်းမြင်းစီတင်တန်းပေးချင်3ရက်လောက်သူသမင်းကခိုင်းတယ်ငါခိုင်းပြီးတော့တင်တန်းပေးတော့တအားလွယ်တယ်ဒါမဲ့မြစ်ပင်တအားစားတဲ့ချိန်မှာသူ့ကိုသူငါအားရှိတဲ့ကျင်ညာနေတဲ့ချိန်မှာတော်ပြီးတော့တင်တန်းတော်ပြီးဒုတ်နဲ့ဘလောက်ပဲရရဒဂရီမဆိုင်ဘူးဒုတ်ရတာဒဂရီမဆိုင်ဘူးဘိုက်စာမသူကနာခံနေလူသားတွေလည်းငါချမ်းသာတယ်ငါကြီးပွားတယ်ငါပတ်စံရှိတယ်ဆိုတဲ့အချိန်မှာလေနာခံခြင်းတို့စိတ်ဝင်စားဘူးငါဆင်းရဲပြီးငါဒုက္ခကိုဆိုရင်နာခံခြင်းစိတ်ဝင်စားလာတယ်ဆိုတော့ဒုက္ခရောက်မှနာခံမလားကြောက်ကဘာလဲကြက်မှနာခံမလားကင်ဆာယောဂဖြစ်မှနာခံမလားစီးပွားအလုံးပြမှနာခံမလားလို့မိခုမိလိုက်တာဝင်နေစရာအဲ့တော့ဒုက္ခရောက်မှဆင်းရဲဒုက္ခရောက်မှကင်ဆာယောဂရမှကြောက်ကဘာလဲကြက်မှရန်သူလက်ထဲရောက်မှနာခံမယ်ဆိုတာထဲတဲ့ကိုယ့်ကိုနာခံဖို့တဲ့အစာရှောင်ဆုတောင်းခြင်းလို့ရွေးချယ်လိုက်ပါလားအစာရှောင်ဆုံးရွေးချယ်တာအပြင်ကနေပြီးတော့ဖိအားပေးတော့အရာမဟုတ်ပဲမိမိရဲ့ဆန္ဒလျောက်ရွေးချယ်ခြင်းဖြစ်တယ်ဆန္ဒလျောက်ရွေးချယ်ခြင်းဆိုတော့နာခံခြင်းဆိုတာနော်ရွေးတော့မယ်ဆိုရင်အစာဆောင်ဆုတောင်းခြင်းနဲ့စမ်းကြည့်တားလွယ်တယ်ဆိုတော့ခုနကျွန်တော်အစာဆောင်တဲ့ခါမှာကျွန်တော်တို့အခုဒီနေ့ပထမဆုံးအစာဆောင်တာကို၄မျိုးပြောကြည့်မယ်နော်လူတွေကအစာဆောင်တာအမျိုးမျိုးရှိတာဆိုအမျိုးမျိုးရှိတယ်၄မျိုးကျွန်တော်သိတာပေါ့အများကြီးရှိအောင်မှာပါဒါပေမဲ့ကျွန်တော်သိတာကြီးပြောမယ်နော်၄မျိုးထဲမှာပထမမျိုးကတော့တက်လွတ်စားတဲ့အစာဆောင်ခြင်းပေါ့ယနေ့နော်ကဘာပေါ်မှာလူသားတွေကပါလဲတက်လွတ်စားကြတယ်အသားဆောင်ပြီးတော့နော်အတီးအနှံစားကြတယ်အတီးရွတ်ပေါ့
အသားရှောင်ပြီးတော့အတိရစားတယ်လို့ကျွန်တော်မေးကြည့်တယ်ခင်ဗျားတို့အသားရှောင်ပြီးတော့အတိရစားတာထိရောက်သလားလို့ပြောတအားထိရောက်တာပေါ့ကျွန်တော်တို့ခန္ဓာကိုယ်တန်ရှင်းသွားတယ်အနတ်နေပျောက်သွားတယ်အသားစားတော့အနတ်ဆူနေအများကြီးရှိတယ်ခတမစားအနတ်မရှိဘူးအုံနောက်ကြည်လင်သွားတယ်စင်းစားပုံကောင်းသွားတယ်အော်တပတ်စိတ်ကြီးတယ်လူတွေကိုအပြစ်မြင်တာတအားကျသွားတယ်အိုးကောင်းလိုက်တာဆိုတော့တော်လို့ရှောင်တာနံပါတ်1ကျတော့တဝတ်တစ်ပိုင်းအစာရှောင်ခြင်းတဲ့နော်ဆိုတော့တဝတ်တစ်ပိုင်းအစာရှောင်ခြင်းကိုအင်္ဂလိပ်လိုပြောကြည့်မယ် partial prayer and fasting လို့ခေါ်တယ် sorry တဝတ်တစ်ပိုင်းအစာရှောင်ခြင်းဆိုတာနော်မနေ့ပိုင်းရှောင်ပြီးတော့ညနေပိုင်းစားရင်တရက်တွေမှာ24နိုင်မပြည့်ဘူးပေါ့မနေ့ပိုင်းပဲရှောင်တချို့ရမနေ့ပိုင်းအမြဲတမ်းရှောင်တယ်ညနေပိုင်းပြန်စားတယ်အဲ့ဒါတဝတ်တစ်ပိုင်းအစာရှောင်ခြင်းတော့မဟုတ်တချို့တွေကမနေ့ပိုင်းကိုစားပြီးတော့ညနေပိုင်းရှောင်တယ်အဲ့ဒါတဝတ်တစ်ပိုင်းအစာရှောင်ခြင်းတချို့တွေကမဟုတ်ဘူးတနေ့ကုန်သမင်းဟင်းမစားဘဲနဲ့အဖတ်မစားဘဲနဲ့လက်ဖက်ရည်တောက်တယ်အဲ့ဒါတဝတ်တစ်ပိုင်းအစာရှောင်ခြင်းပေါ့ဆိုတဝတ်တစ်ပိုင်းအစာရှောင်ခြင်းရှိတယ်နှစ်မျိုးဒုတိယမျိုးပေါ့ခုတတိယမျိုးကြတော့အဖက်လုံးဝမစားဘဲနဲ့ရေတန့်ပဲတောက်တာရေတန့်ကိုတော့မှ pH 7အထက်ပေါ့ pH 7အောက်ရောက်ရင်တော့ acid တွေဖြစ်သွားမှာဘူးဆိုတော့ acid လည်းမစားနဲ့ပေါ့မတောက်နဲ့ပေါ့ဆိုတော့အဖက်ကိုလုံးရှောင်နောက် acid ထိရှောင်ပြီးတော့အချိုအငံကိုလုံးရှောင်ပြီးတော့ vitamin အားလုံးရှောင်ပြီးတော့ pH 7ရဲ့အထက်ကိုရှောင်တာကနော်တတိယအချက်ပေါ့အဲ့ဒါ normal prayer and fasting လို့ခေါ်တယ်အဲ့ဒါခန္ဓာကိုတန်ရှင်းစေတဲ့နေမှာ normal ဖြစ်တော့ခန္ဓာကိုပုံမှန်အစာရှောင်ခြင်းတဲ့စတုထမျိုးကြတော့ဘာမှမစားဘဲနဲ့ရှောင်တာအဲ့ဒါအင်္ဂလိပ်လိုကြတော့ absolute prayer and fasting လို့ခေါ်တယ်မြန်မာနိုင်ငံမှာတော့နှုတ်ပိတ်အစာရှောင်ခြင်းလို့ခေါ်တယ်၄မျိုးရှိတယ်ဆိုတော့နှုတ်ပိတ်အစာရှောင်ခြင်းကတော့အစာရှောင်တဲ့မှာအခက်ဆုံးဖြစ်တယ်ကြောက်စရာလည်းကောင်းတယ်ထိရောက်မှုလည်းတအားကြီးမှာပါအဲ့ဒါပေမဲ့အခက်ဆုံးဖြစ်တော့ကြောင့်1ရက်2ရက်3ရက်ရှောင်ပြီးဆိုလူတွေတအားဒုက္ခရောက်ပြီနော်ကျွန်တော်လည်း3ရက်နဲ့3ကြိမ်လောက်ရှောင်မှုတယ်တအားဒုက္ခရောက်တယ်တအားပင်ပန်းနေဆိုတော့လုံးဝမစားဘဲရှောင်တာကျွန်တော်3ရက်ပဲရှောင်မှုတယ်ကျန်းစာထဲမှာတော့မောရှိရက်40ရှောင်မှုတယ်အေလိယရက်40ရှောင်မှုတယ်တဲ့ဆိုတော့သူတို့ကတော့ဘုရားသခင်သူတို့ပံ့ပိုးပြီးတော့ရှောင်တယ်ဆိုတော့သူတို့အဲ့ဒါကိုသွားပြီးတော့မကြုံဘူးပေါ့နော်3ရက်ရှောင်မှုတယ်3ရက်ကြော်သွားတဲ့လူတွေလည်းရှိမှာပါကျွန်တော်လည်းသူတို့နဲ့အတွေ့တာနဲ့တော့ကျွန်တော်လည်းအဲ့လောက်ပဲပြောတတ်တယ်နံပါတ်3ဖြစ်တဲ့ရေတက်နဲ့ပဲရှောင်ခြင်း normal prayer and fasting အဲ့ဒီရေတက်နဲ့ရှောင်တာကတော့ကျန်တဲ့ဟာရလုံးဝမစားတော့ရေတက်မဲ့ pH 7ထက်ပဲတောက်တယ်အဲ့ဒါကကျွန်တော်လည်းရက်40ရှောင်မှုတယ်ဖိလစ်ပိုင်နိုင်ငံမှာတောင်ပေါ်မှာရက်40ရှောင်မှုတယ်အဲ့ဒါတော့တကယ်အံ့ဩဖွယ်ရာကောင်းအောင်ကျွန်တော်လည်းဖြတ်တန်းခဲ့မှုတော့သင်ခန်းစာအများကြီးရတယ်သင်ခန်းစာရတာလည်းအများကြီးစာအုပ်နဲ့ရေးတာတွေရှိတယ်နောက်ပြီးတော့နံပါတ်2ကတော့ partial prayer and fasting တဝက်တစ်ပိုင်းအစာရှောင်ခြင်းမှာမနေ့ရှောင်ညစားတော့မနေ့စားညဆောင်တော့မဟုတ်အဖတ်ရှောင်အရေးတော့အဲ့မှာကျွန်တော်ကတော့ညရှောင်တာကိုအထူးသိယူထားတာပေါ့ဆိုတော့ကျွန်တော်အခုညစာမစားတဲ့ခရီးစဉ်ကိုသိယူနေတာပေါ့ညစာကိုရှောင်တယ်အခုတော့ညစာမစားတဲ့ခရစ်စင်ကိုဟိုတုန်းကနည်းနည်းလေးတီတုန်းကနည်းနည်းလေးစမ်းကြည့်တယ်တဖြည်းဖြည်းနည်းနည်းစမ်းကြည့်နဲ့2009မှာတော့သဘောပေါက်လာတယ်2002ကနေပြီး2009တွင်းမှာနည်းနည်းဆိုင်းနဲ့9နှစ်ကြာတဲ့ခါမှာသဘောပေါက်လာတယ်သဘောပေါက်2009ဒီနေ့အထိပေါ့12နှစ်ကျော်ပြီညစာရှောင်တာပေါ့ညစာကိုရှော့ပလိုက်ပြီအခုတော့ညစာမစားတော့ဘူးတခါလေဆိုင်းနည်းနည်းလေးပဲလူတွေကိုအားနာလို့နော်လူတွေကိုချစ်လို့သူတို့နဲ့တူထိုင်ပေးတာပဲရှိတယ်အထဲမှာညစာစားလို့တဲ့ဆန္ဒလုံးဝမထားတော့ဘူးနော်ဆို motive မထားတော့ဘူးညစာစားလို့ဆန္ဒမထားတော့ဘူးလူတွေကိုမေတ္တာနဲ့ attitude နဲ့စားပေးတာပေါ့ attitude နဲ့စားပေးတယ်နောက်ပြီးတော့တတလူကတော့ကျွန်တော်ကဒီနေ့ထိမဆန်းတတ်ဘူးဆိုတော့တတလူကတော့မဆန်းတတ်ဘူးလေးခုရှိတယ်အခုအဲ့ဒီအစာရှောင်ဆုတောင်းတဲ့ခါမှာတဲ့ဘာတွေ့ရတယ်လဲလို့မေးတဲ့ခါမှာကျွန်တော်အခုညနေပိုင်းရှောင်တဲ့နေရာနဲ့နောက်ပြီးတော့ရက်40ရှောင်တဲ့နေရာနှစ်ခုကိုဘို့ပြုတ်ပြီးတော့ဆွေးနွေးကြည့်မယ်ဘာဖြစ်လို့ဆိုတော့ကျယ်လုံးရင်ကျွန်တော်ကလက်လမ်းမမီမှာစိုးလို့ပေါ့နော်ဆိုတော့ရက်40ရှောင်ခဲ့တော့ကရေတက်နေပဲရှောင်ခဲ့တယ်အခုညအစာကိုရှောင်တာလဲနော်ညအစာမစားရေပဲတောက်တယ်အခု12နှစ်ကျော်လာပြီဘာတော့တွေ့တယ်လဲဆိုတော့ကျွန်တော်ဆေးရုံမှာသွားပြပြီးတော့ဆရာဝန်နဲ့ကျွန်တော်စစ်ဆေးတဲ့ခါမှာတို့တွေ့တဲ့ယောဂါတွေအားလုံးကျွန်တော်ဆရာဝန်တွေ့ယောဂါတော့ကျွန်တော်ဒီနေ့မြန်မာစကားနဲ့နာမည်မလွယ်ဘူးတအားခက်တယ်နော်တ
တို့ကလည်းအမျိုးမျိုးအင်းလို့ဖြစ်ထားတာဟုတ်နော် scopic အများကြီးနဲ့လုပ်ထားတယ်နော်ဗတ်မှန်နဲ့ကြည့်တယ် x-ray နဲ့ရိုက်တယ် endoscopic နဲ့ကြည့်တယ်နော်နောက်ပြီးတော့အစာအိမ်တွေအကုန်လုံးကြည့်တယ်အဲ့ဒီယောဂါတွေအားလုံးအဲ့ဒီရက်40ရှောင်တဲ့ချိန်မှာရေနဲ့အဆစ်ကအကုန်လုံးစီးလိုက်တာကျွန်တော်ခန္ဓာကိုယ်ထဲမှာစီးလိုက်တာစီးလိုက်တော့ရက်40ကုန်တဲ့ခါမှာတော့တအားကျမ်းမှာသွားပြီးတော့အပြောအဆိုတွေအများကြီးမှားတယ်ဘယ်လောက်ထိမှားတယ်လဲဆိုတော့ဘယ်တော့မှဖြတ်မှမဟုတ်ဘူးဆိုတဲ့အထိပြောမိတယ်မှားမိတာပေါ့ဒါအတွေ့အကြုံနေတဲ့လူတွေရဲ့အားနဲ့ချက်ပေါ့ကျွန်တော်အတွေ့အကြုံနဲ့တော့အပြောဆိုအများကြီးမှားတယ်ဆိုတာလူသားတွေကအတွေ့အကြုံနဲ့တွဲတဲ့အရာပေါ့နော်အတွေ့အကြုံနဲ့ဒီမှာတအားမှားတယ်အပြောမှားတယ်ဆိုမှားတယ်ဘယ်တော့မှမဖျားတော့ဘူးတအားကျမ်းမှာသွားပြီးနော်တချို့တွေကပြောတေးတော့မတေးတော့လို့ပြောမှာပါတအားကျမ်းမှာလုံးတာကိုဆိုတော့ကိုယ့်ရဲ့နော်တစ်ချက်ကလေးခံစားလိုက်တဲ့အရာကနေပြီးတော့တခါလေအနာဂတ်ကိုတခါလေပြောမိတာပေါ့နော်ပြောမိတယ်အပြောမှားများလေနော်ပညာရလေပေါ့ပညာရလေဆိုတော့အဲ့လိုကျမ်းမှာခွင့်ရတယ်အဲ့ဒီအစာရှောင်ပြီးတဲ့ပြန်နဲ့ဘာလို့မလဲမစားရဘူးအဲ့ဒါစားရင်တွေးကြောရေအကုန်လုံးပြန်ထိတယ်ဆိုတော့ရက်40ရှောင်ရင်နားတဲ့ခါမှာရက်40လုံးမစားဘူးဘာလို့မလဲတွေးကြောတွေအလုံးတအားတန်ရှင်းတော့ကြောင့်ခလေးလေးမွေးခါစားလို့တန်ရှင်းတယ်ဆိုမိဘကခလေးလေးမွေးတဲ့ချိန်မှာမွေးခါစားတအားတန်ရှင်းတော့ကြောင့်ဘာအစားမှမကြည့်ဘူးကျွန်တော်နှုတ်ပဲတိုက်ရတယ်အဲ့လိုမျိုးကျွန်တော်တို့လည်းရက်40လောက်ကိုခလေးလေးကျွေးတယ်လို့ကျွန်တော်ကျွေးမှရတယ်ဒါဆိုတွေးကြောတွေတအားတန်ရှင်းတော့စက်သားတွေစားမိချက်ချင်းသေးတယ်အကျော်တွေအကုန်လုံးပြတ်သွားတာပေါ့မခံနိုင်ဘူးဒီနေ့ကျွန်တော်တို့အစာရှောင်တဲ့လူဘာဖြစ်လို့တည်တယ်လဲလို့သူတို့မိလာတယ်ကျွန်တော်ကပြောတယ်အေးအဲ့ဒါကျွန်တော်အမှားပါမှားမသိဘူးလူတိုင်းမှာအမှားတွေများတယ်ကျွန်တော်ရက်40ရှောင်တော့တအားမှားခဲ့တာပေါ့ဆိုတော့ကျွန်တော်တို့အတွေ့အကြုံရှိတဲ့လူတွေကကျွန်တော်တို့ကောင်းပြောပြတယ်ဒါတော့မှအများကြီးမှားတယ်ဆိုတော့ရက်40ရှောင်ပြီးနားတဲ့ချိန်မှာမိမိတွေးကြတယ်တအားတန်ရှင်းလို့လူတွေကပါလေအပြောမှားဆိုမှတအားဖြစ်တယ်ကျွန်တော်တအားနေကောင်းတော့ဘာမှမကြောက်ဘူးစာရန်ကိုလည်းမကြောက်ဘူးဆိုတာမျိုးတွေပေါ့ယောဂါကိုလည်းမကြောက်ဘူးတေမာကိုလည်းမကြောက်ဘူးအဲ့လိုဖြစ်ပြီးတော့ကျွန်တော်ရက်40ကိုခန္ဓာကိုပြုစုမဲ့ချိန်ကိုကျွန်တော်ကနေပြီးတော့လစ်လူရှုမိတာလစ်ဟင်းသွားတာဖြစ်ပြီးတော့အဲ့ဒီခန္ဓာကိုရဲ့တွေးကြောတန်ရှင်းလွန်သောຢာတွေအားလုံးကိုစက်သားဆံပြရတော့စားလိုက်ပြီးတော့တွေးကြောအကုန်လုံးပြောင်းတွေးကြောပြရင်တော့ကျွန်တော်တို့အသက်ရှင်ဖို့တော့မဖြစ်နိုင်တော့ဘူးနော်ဖြစ်နိုင်တော့ဆိုတော့ကျွန်တော်လည်းရက်40တုန်းကအဲ့ဒီရက်40ပြီးတဲ့ချိန်မှာရက်40ပြန်နားမဲ့ချိန်မှာစားမစားနဲ့လို့တို့ကျွန်တော်ပြောထားတယ်ကိုရီးယားကကျွန်တော်လမ်းပြတာပေါ့နော်ကိုရီးယားလူတွေနဲ့တင်တာပေါ့ကျွန်တော်တင်ပေးကိုရီးယားကနေပြီးတော့စားမစားနဲ့စားမစားနဲ့ salt မစားနဲ့တဲ့ရက်40ကျွန်တော်တို့ချင်းလူမျိုးတွေကအစားမပိုင်ဘလို့မစားနိုင်ဘူးမယုတ်သေးနဲ့စားမပိုင်မနေနိုင်ဘူးစမယုတ်သေးနဲ့စားပဲတရိယာတာစငရုတ်တီးတော့မစားနဲ့ဆိုင်တီးမယ်ဆိုကျွန်တော်လည်းတီးမှာကြောက်တော့ငရုတ်တီးတော့မစားဘူးဒါပေမဲ့စားကြတော့မတီးတော့ဘူးလို့စဉ်းစားတော့ကျွန်တော်စားတော့မတီးတော့ဘူးဆိုပြီးတော့စမ်းကြည့်မယ်ဆိုပြီးတော့နည်းနည်းလေးစမ်းကြည့်တယ်စမ်းကြည့်တော့မတီးဘူးမတီးတော့အေးနည်းနည်းပြန်ဆမ်းမယ်ဆိုနည်းနည်းပြန်ဆမ်းမတီးဘူးဆိုမတီးအောင်မတီးဘူးဆိုပြီးတော့ခါလေးစားလိုက်တာပေါ့နောက်နေ့အေးရထားလာတော့ခြေတော့အားလုံးဒီလောက်ကြီးလာတယ်ရောင်ကုန်တာပေါ့ခြေတော့ရောင်သွားပြီဘာကြောင့်လဲဆိုစားလို့တဲ့အိုးနောင်တရလိုက်တာအဲ့ဒီရောင်တာကိုပြန်ရော့အောင်ကျွန်တော်မလုပ်နိုင်တော့ဘူးသုံးပတ်လုံးရောင်တယ်ခြေတော့ကဖနက်စီလို့မရတော့ရှိုးစီလို့မရတော့တအားကြီးသွားတာတချို့တော့လို့ရှင်3လတောင်ရောင်တယ်တဲ့နော်ကျွန်တော်တယောက်စားပုံမတူဘူးပေါ့ဆိုတော့ကျွန်တော်ကလည်းအကျော်ရီကစားတယ်မခံနိုင်ဘူးသူတို့ကျော်ရီကမခံနိုင်ဘူးတဲ့သူတို့ကျော်ရီမခံနိုင်တော့ဖောင်းကုန်အောင်ဆိုစားလိုက်ရင်သူတို့ကျော်ရီမခံတော့ဖောင်းကုန်ရောအသားစားမင်းသူတို့ကြောင့်မခံနိုင်ဘူးစခန္ဓာကတအားဒုက္ခရောက်ပြီသူတို့ကြောင့်ပြတ်ထွက်ကုန်အောင်တူရှိတဲ့လူနဲ့တူတော့တာပေါ့ပြတ်ထွက်တော့ဆိုတော့တို့စားပြီးရက်40ရှောင်းရင်ရက်40ကိုပြန်နာပြီးတော့ခန္ဓာကိုတန့်ရှင်းတဲ့တွေးကြောတွေအားလုံးတန့်ရှင်းအောင်ပြန်ပြီးတော့ကုညီပြီးတော့မထိခံရက်40ကြာလာတဲ့ခါမှာတွေးကြောလေးတွေကိုအဲ့ဒီနွားနိုးလေးတွေနဲ့နောက်အုတ်ဆိုခေါ်လို့ဆံပြုတ်ပြပြလေးနေနဲ့ကြီးပြီးရက်40ပြည့်တဲ့ခါကျတော့ခန္ဓာကပုံမှန်ဖြစ်လာပြီအဲ့ဒီရက်40ရီမှာဖယားသခင်ကကျွန်တော်တို့တအားစကားပြောတယ်တွန်းတင်တယ်ကျွန်တော်နော်အော်ဒါပါစိတ်မကြည်နေတဲ့အရာတွေအားလုံးတော့ပြောပြတယ်နော်နင်တို့ကောင်းမချစ်ဘူးဖန်ဆောင်ပြီးချစ်တယ်နင်ဟိုတုန်းကလူမခွင့်လွတ်ခဲ့ဘူးအကုန်လုံးပြောပြတယ်ညီရတော့မခွင့်လွတ်ခဲ့တယ်လည်းပြောပြတယ်အိုးနောင်တရလာတာကိုတော့အဲ့ဒါခွင့်မလွတ်ခဲ့တာမခွင့်လွတ်နိုင်လို့ပြောတော့သူကမခွင့်လွတ်နိုင်အခုမြတ်တာပေးမယ်တဲ့မြတ်တာပေးခွင့်လွတ်ခိုင်းတယ်
ကျွန်တော်မှအရင်မရှိတဲ့အရင်ကောင်လုံးစိုက်ပေးတယ်နေတော့မခွလို့နိုင်တဲ့ကျွန်တော်ဆိုအဖေကိုခွမလွှတ်နိုင်ခဲ့ဘူးအဖေခွလို့ချင်းတော့ပေးတယ်အဖိုးကိုခွမလွှတ်နိုင်ဘူးအဲ့ခွလို့ချင်းကိုပေးလာတယ်ကျွန်တော်ဟိုတုန်းကကျွန်တော်အဖေမေကျွန်တော်အဖိုးဘကချင်းတော်မှမနေကျွန်တော်ချင်းတော်မှမွေးမှမဟုတ်ကဘာပေါ်မှာဆင်းရဲဆုံးဖြစ်နေပြီဆိုပြီးတော့အဖေမေကိုခွမလွှတ်ခံဘူးပေါ့ဘယ်ဟုတ်မလဲအဲ့ဒါမှဆိုင်တဲ့ဟာကြီးဖြစ်နေတယ်ကောင်းကြီးရဖို့တဲ့ဘိုးဘွားစင်ဆက်နောက်လိုက်เสียမလို့တဲ့စိတ်ပြောင်းဖို့ပဲလို့လဲဆိုတော့တိတ်သွားတဲ့ခါကျစိတ်ကိုပြောင်းပလိုက်ရောအမြင်ပြောင်းပလိုက်ရောအဲ့ဒါဝိညာဉ်တော်ရှင်ပြတယ်ဘုရားသခင်ကရှင်ပြတယ်တိုးတက်ခြင်းသလားအောင်မြင်ခြင်းသလားကောင်းကြီးရခြင်းသလားဟိုးတက်ခြင်းသလားဒါတွေအားလုံးကနောက်ကလူနဲ့မဆိုင်ဘူးအမြင်ပြောင်းရင်အကုန်ရတယ်သူစကားနားထောင်ရင်ကိုယ်ကစမ်းပြီးတော့ချက်ချင်းနားထောင်လိုက်တာပေါ့နားထောင်လိုက်တာနဲ့ဒီအင်္ဂလိပ်ကျမ်းစာကိုဘယ်တော့မှဖတ်နိုင်မှာမဟုတ်ဘူးလို့ထင်တဲ့အင်္ဂလိပ်ကျမ်းစာကိုစဖတ်တာတန်းလွယ်သွားတယ်အခုတော့ခောက်တရာကျော်ပြီပေါ့စဆုံးတော့ခောက်တရာကျော်ကျွန်တော်အခုအသက်120တက်ရှင်တော့1000ခောက်1000ဖတ်ဖို့အခုပြင်ဆင်နေတာပေါ့ plan လုပ်နေတာပေါ့ဆရာဥပဦးရေနော်လူတွေကပြောတယ်ဆရာဥပရေဆရာဥပကပြောတယ်နှစ်ပေါင်း120တက်ရှင်မယ်လို့ပြောတယ်ဟုတ်သလားလို့ကျွန်တော်မေးကြကျွန်တော်ပြောတယ်ကျွန်တော်ကနှစ်ပေါင်း120တက်ရှင်မယ်လို့မပြောဘူးနော်ကျွန်တော်ပြောတဲ့စကားလုံးကတမျိုးလေးဘာလို့လဲဖယားသခင်ကနှစ်ပေါင်း100အသက်ရှင်ခွင့်ပေးရင်ခွင့်ပြုတဲ့လူတွေကျွန်တော်ရွေးချယ်ထားတာမဟုတ်ဘူးကျွန်တော်လုတ်ပန်ခွင့်မရှိဘူးမေတ္တာရှင်ကခွင့်ပြုရင်ကျွန်တော်လည်းသူ့စကားကိုနားထောင်ပြီးတော့ကျမ်းစာအခောက်1000ဖတ်မယ်လို့ကျွန်တော်စီမံကိန်းလုပ်တာဆိုတော့အဲ့ဒီအစာရှောင်တဲ့ချိန်မှာတဲ့ခန္ဓာကိုယ်ထဲမှာရှိတော့မျက်စိကျွန်တော်မျက်စိကတွေးကြောညစ်ပတ်တော့ကြောင့်မျက်စိရမှုန်လာတယ်ရေတောက်နေတော့ကြောင့်မျက်စိတွေးကြောတွေကရေနေလာပြီးတော့ခန်းချောက်လာပြီးတော့တိမ်တွေဖြစ်လာတာပေါ့အဲ့ဒါအစာဆောင်တဲ့ချိန်မှာတွေးကြောညစ်ပတ်တဲ့ຢာတွေအားလုံးတန့်ရှင်းသွားပြီးတော့ရေတောက်တဲ့ခါမှာမျက်စိထဲချက်ချင်းရောက်တယ်ချက်ချင်းရောက်မျက်စိထဲရေရတယ်ဆိုမျက်စိကပြန်ကောင်းတော့ရက်လေးဆက်ဆောင်ပြီးနောက်ဆေးရုံသွားပြီးဆရာဝန်နဲ့တော့ပြတော့ဆရာဝန်မျက်စိကြည့်တော့ခမည်းမျက်စိကတဲ့ခလေးနဲ့မွေးခါဆန်းမျက်စိလိုကောင်းတယ်တဲ့ဘယ်ဘာဆေးစားတယ်လဲလို့ကျွန်တော်မေးတယ်ကျွန်တော်ဆရာဝန်ကြီးကိုပြောပြတယ်ကျွန်တော်ဆေးမစားဘူးလို့ပြောဆေးမစားပဲလို့ဖြစ်တာဘာအာဟာရစားတယ်လေတဲ့ကျွန်တော်ကရက်လေးဆက်အစာရှောင်တယ်လို့အော်အဲ့ဒါဆိုရင်အာဟာရကြောင့်မဟုတ်ဘူးဆေးကြောခံရတာတဲ့တန့်ရှင်းသွားတာတဲ့အဲ့လိုမျိုးပေါ့နောက်ပြီးတော့နှလုံးတွေးကြောတွေတန့်ရှင်းတယ်အစာအိမ်တွေးကြောတွေတန့်ရှင်းတယ်အသေးတန့်ရှင်းလာတယ်အဆုပ်တန့်ရှင်းလာတယ်ကြောက်ကတန့်ရှင်းလာတယ်အယိုးတွေတန့်ရှင်းလာတယ်ယူရင်းချင်းစီတွေတန့်ရှင်းလာတယ်ယူရစ်အက်ဆစ်တွေနှကိုယ်တိုင်းဖြစ်လာတယ်နော်အပူရှမ်းနေမများတော့ဘူးနော်မိမိခန္ဓာကိုယ်မှာရှိတင်ရှိထိုက်တော့နိုင်ငံသားတွေပဲရှိတော့ပြီးတော့နိုင်ငံခြားသားတွေအကုန်လုံးထွက်သွားတာပေါ့ထွက်သွားဆိုတော့ဆရာကြီးအဲ့ဒါဆိုရင်လေးဆက်စားဆောင်ပြီးအခုဘာဖြစ်လို့ခဏဆောင်တာလဲဘာဖြစ်လို့နော်တစ်ခါဆောင်လည်းမပြီးဘူးလားလူတွေကမေးတယ်ကျွန်တော်ပြောအဲ့တစ်ခါဆောင်တဲ့ဟာပြီးတဲ့ဟာကဟိုအတိတ်ကစားလာခဲ့လို့ခန္ဓာကပြည့်စုံနေတော့ညစ်ကြေးတွေအလုံးကတော့ရှင်းသွားတာပေါ့ဒါပေမဲ့နောက်တစ်ခါပြန်စားတဲ့ဟာမှာကျွန်တော်မြန်မာနိုင်ငံမှာနေတယ်ဆိုတော့နော်နားမလဲတော့ရက်လေးဆက်စားဆောင်ပြီးပဲဆိုပြီးတော့တစ်ခါလဲအကြကွေးစားတယ်ပလာတာစားတယ်ကော်ဖီမစ်တွေတောက်တယ်လက်ဖက်ရည်တွေတောက်တယ်အသားတွေစားတယ်ဆိုတော့တစ်ခါလဲပြန်ညစ်ပတ်တာပဲလေဆရာဝန်ပြန်သွားပြတော့ဆရာဝန်ကျွန်တော်တစ်ခါလဲဆူရောခမရကိုလက်စတရောအမြတ်တော့ပြီးတီးချင်လားဆိုတော့လမ်းသွားတာပဲလေဟောဆရာကျွန်တော်စားဆောင်တော့အကုန်လုံးတန်ရှင်းတယ်လို့ပြောတယ်ဘယ်တော့မှကျွန်တော်ခဲ့တဲ့10နှစ်တုန်းကဆရာဝန်ပြောတယ်အဲ့ဒါကျွန်တော်ခဲ့တဲ့10နှစ်အခုမဟုတ်ဘူးအခုများတော့ပြီအိုးဟုတ်လားချက်ချင်းအိမ်ပြန်ပြီးတော့အစာပြန်ဆောင်တယ်4ရက်ဆောင်ပြီးဆရာဝန်သွားပြတော့ကျွန်တော်ရဲ့တွေးအတိုင်းတာ normal ဖြစ်သွားပြီဆရာဝန်ဟောတယ်4ရက်နဲ့ normal ဖြစ်သွားတယ်ဟုတ်တယ်တလားဆေးစားတာ normal မဖြစ်ဘူးဘယ်လို4ရက်နဲ့ဖြစ်တာတော့သူတော့ဟောတယ်ဆေးစားရင်တလားကြာတာ normal ဖြစ်မှာမဟုတ်ဘူးတဲ့တလားလောက်ကြာမှာပေါ့triglyceride တို့နော် cholesterol တို့ short တဲ့ဆေးဆိုင်နှလုံးသွေးကြောကျဉ်းတာတို့ short ဆေးဆိုင်တလားနှစ်လားတစ်သက်လုံးစားရမယ်တဲ့တစ်သက်လုံးစားရမယ်ကျွန်တော်ကြတော့ normal ပြန်ဖြစ်တော့ဆိုဒီနေ့အစာရှောင်ဆုတောင်းခြင်းဟာနော်ဘာဖြစ်လို့ရှောင်တယ်လဲတဲ့ prayer and fasting ဆိုတာအစာရှောင်တာကိုပြောတယ် prayer ကြတော့အစာရှောင်တဲ့ချိန်မှာဘုရားသခင်နဲ့စကားပြောတယ်
စကားပြောတာမလို့ပြောလေကိုတော့ကျွန်တော်မှအားနေချက်တွေအများကြီးရှိတယ်အငြိကြီးတွေအများကြီးရှိတယ်ကျွန်တော်တန်ရှင်းအောင်မလုပ်နိုင်ဘူးကိုတော့ပြောပြပါကျွန်တော်ဗာတန်ရှင်းခဲ့ဆိုတာသူ့ကိုမေးရတယ်ဖခင်သခင်လည်းပြန်ပြောပြတယ်ယနေ့ဆုတောင်းနေဆိုတာကျွန်တော်ကဖခင်ကိုမေးပြီးတော့ပြန်ပြောပြတဲ့ခါကျမှကျွန်တော်ကနားလည်သွားတာဆန္ဒပြုုံတည်းမဟုတ်ဘဲနဲ့အမေးအဖြေအပြောဆိုလို့ရတယ်ကျွန်တော်တို့ကိုပြန်ပြောပြတယ်ပြန်ပြောပြနားလည်သွားတာပေါ့နားလည်သွားတဲ့ခါမှာယောဂါတွေထွက်လာတယ်ဆိုတော့ဒီနေ့အဲ့တော့ဆုတောင်းပြီးတော့အစာရှောင်တဲ့ချိန်မှာကျွန်တော်ရဲ့နော်အာဟာရမကျွေးတဲ့ခါမှာဘာဖြစ်လာတယ်လဲဆိုတော့နှလုံးကနေပြီးတော့ထမင်းမစားတော့တဲ့အတွက်နှလုံးကနေသွေးကြောတွေကိုအာထရီတွေကိုသွေးမပုတ်တော့ဘူးလို့သတင်းပို့တယ်ဒီနေ့တော့ငါသွေးမပုတ်တော့ဘူးနော်ထမင်းမလာတော့ဘူးဂလူကိုစမလာတော့ဘူးသွေးမလာတော့ဘူးသွေးမပုတ်တော့ဘူးလို့သတင်းပို့တော့ခန္ဓာကိုယ်အလုံးကလန့်ဖြန့်ကုန်ရောလမ်းဖြတ်တယ်ဘာလို့လဲအစည်းဝေးလုပ်တယ်ခန္ဓာကိုယ်အလုံးအစည်းဝေးလုပ်တယ်ဘာအစည်းဝေးလုပ်တယ်ဆိုညီလာခံကြီးလုပ်တာပေါ့နော်ဘာအစည်းဝေးလုပ်တယ်ဆိုကဲနှလုံးကနေပြီးတော့နော်သွေးကြောသွေးအတိမပို့တော့ဘူးအထက်သွေးအတိမပို့တဲ့ခါကျတော့ကျွန်တော်တို့ဘယ်လိုနေမလဲပြောတော့ပြောလဲအဲ့ဆိုရင်ကျွန်တော်တို့အားလုံးကနေပြီးတော့ပြန်ဆိုင်ရအောင်ဆိုတော့ပြန်ဆိုင်တယ်တဲ့ပြန်ဆိုင်တဲ့ခါမှာသွေးလွှတ်ကြောကလည်းသွေးတွားတဲ့အာထရီယာနဲ့သွေးတွားတဲ့ဟာကို3ရက်ကြော်ပြီး4ရက်မြောက်မှာတော့နှလုံးကသွေးမပုတ်နိုင်တော့ကြောင့်ခန္ဓာကိုယ်တွေကနေပြီးတော့ပြန်ပုတ်ပြီးတယ်ပြန်ပုတ်ပြီးတဲ့ခါမှာတော့တို့ဘာဖြစ်လဲကျွန်တော်အသက်ပြန်ရှင်ဆိုကျွန်တော်အစာရှောင်ပြီးဆိုရင်ရေပဲတောက်ဝိစာရှောင်ပြီးဆိုရင်ရက်40ရှောင်ရင်36ပေါင်ရော့တယ်ပရမ3ရက်ကတော့မရော့သေးဘူးပေါ့3ရက်ကျော်လာနဲ့ဆရော့တယ်ကျွန်တော်ဆိုရင်ရက်40ရှောင်တော့36ပေါင်ရော့တာပေါ့တချို့ကလည်းလူတွေက40ပေါင်တောင်ရော့တယ်လို့ပြောတယ်တနေ့တစ်ပေါင်နှုန်းနဲ့သူတို့ကပြန်ပြီးတော့ပြန်ထုတ်ပေးတယ်အဲ့ဒါပြန်ထုတ်ပေးတဲ့ခါမှာခန္ဓာကိုယ်နဲ့ရှိတော့ဖယားသခင်ဖန်ဆင်းပေးတဲ့ຢာတွေအားလုံးကတော့ပြန်ဆိုင်ဖို့ရသူတို့နော်ဘာဖြစ်လဲအင်တဲ့အားတဲ့ပေါ့ပြန်ဆိုင်တယ်ဒါပေမဲ့နိုင်ငံခြားသားဖြစ်တဲ့ယောဂါတွေကတော့မဆိုင်ချင်တော့ဘူးငှက်ဖျားတို့မလေရီယာတို့ TB တို့နော် AIDS တို့နောက်ပြီးတော့အဆုတ်ယောဂတို့နောက်ပြီးတော့ H pylori တို့ကသူတို့ကဆိုက်ဆရာအကြောင်းဆိုက်သူတို့ကဆိုက်ဆရာမရှိဘူးမရှိတော့သူတို့မှလည်းစားဆရာမရှိဘူးဆိုက်ဆရာလည်းမရှိတော့ဘာဖြစ်လဲထွက်ပြေးကုန်တယ်ဘယ်ကနေထွက်ပြေးတယ်လဲဒီပေါက်တဲ့နေရာနဲ့ထွက်ပြေးတယ်နောက်မစင်ဆွနဲ့နေထွက်ပြေးတယ်ချွေးကနေထွက်ပြေးတယ်တတွေးကနေထွက်ပြေးတယ်မျက်ရည်ကနေထွက်ပြေးတယ်နားကခန္ဓာကိုယ်ရဲ့အပေါက်ဟုသမျှအလုံးသူတို့ထွက်ပြေးတယ်ဆိုယောဂါတွေထွက်ပြေးတာပေါ့ဆိုတော့သူတို့ယောဂါထွက်ပြေးတဲ့ခါမှာတချို့ယောဂါတွေအမြင်မြန်ပြေးမယ်တချို့ဖြည်းဖြည်းဆိုတော့သူတို့ကအစာဆောင်လာလည်းပြေးတာမဟုတ်ဘဲနဲ့3ရက်4ရက်5ရက်6ရက်9ရက်အဲ့လိုပြေးတာပေါ့ဆိုတော့ဒီနေ့စာဆောင်ဆူတောင်းတာဟာတော့ဘာသာရေးလှုပ်ရှားမှုလို့မြင်တာသူတို့စာဆောင်လာခဲ့တဲ့လူတွေကအောင်မြင်သွားတဲ့ခါမှာသူတို့နောက်လိုက်လို့ကျွန်တော်တို့ကဘာသာရေးလို့ထင်သွားတာအဲ့ဒီစာဆောင်လာခဲ့တဲ့လူကတအားအောင်မြင်သွားတယ်ဆိုတော့သူ့ကိုနော်နောက်လိုက်တဲ့လူတွေဘာသာရေးနဲ့လိုက်ရင်ဘာသာရေးလှုပ်ရှားမှုဖြစ်သွားတာပေါ့နိုင်ငံရေးသမားဆောင်လာရင်နိုင်ငံနဲ့နိုင်ငံလို့အိန္ဒိယနိုင်ငံမှာမဟာတမကန်ရတာအစာဆောင်တော့မဟာတမကန်တာအစာဆောင်တော့လူတွေကမဟာတမကန်နောက်လိုက်ပြီးဆိုအစာဆောင်တော့တာပေါ့နောက်ကလိုက်တာဟုတ်သူတို့အစာဆောင်တော့ယောဂကုသချင်းခန္ဓာတို့နားမလဲဘူးမဟာတမကန်နေပဲအထုခိုးတော့တာပေါ့ခိုးတော့အဲ့လိုမျိုးပေါ့ဆိုတော့ဒီနေ့စာဆောင်တာနော်ဘာသာရေးလှုပ်ရှားမှုလို့မြင်တဲ့လူတွေရှိအဲ့ဒါကိုနည်းနည်းကြော်ပြီးတော့လူတဦးစီအတွက်စမ်းကြည့်ပါနောက်တချို့တွေကစာဆောင်တာကိုတန်ရိုက်တာဖျားခံထမင်းစားဖို့ပေးတာဘာလို့ဆောင်မှာဆိုတဲ့လူတွေကအဲ့ဒါစားဖို့ပေးတာကျွန်တော်ကအပိုးအရှမ်းအညစ်အကြေးယောဂါတွေစားမိတယ်ပြန်မထုတ်နိုင်တာကိုပြန်ထုတ်ဖို့ရအခွင့်အရေးကြုံတာတချို့တွေကကျွန်တော်အောင်မြင်နေတာဘာလို့ဆောင်မလဲမဟုတ်စီးပွားပြတ်မှနောင်တရတယ်လင်းပြန်ပြတ်မှနောင်တရတယ်ကင်ဆာယောဂါရမှနောင်တရဆိုမျိုးနော်မဖြစ်အောင်မိမိကိုယ်တိုင်အစာဆောင်လာရွေးချယ်လိုက်ရင်အပြည့်စီးမရှိဘဲနဲ့နောင်တရတယ်ဆိုနောင်တရတာပါလေ the seeds of learning ပေါ့နောင်တရလိုက်ဆိုတော့သင်ခန်းစာတအားလိုလာပြီကျွန်တော်အစာဆောင်ပြီးနောင်တရပြီဆိုရင်သင်ခန်းစာတအားလိုလိုက်ဖယားသခင်စသင်ခန်းစာတအားလိုပဲဘလို့ချစ်မလဲတအားချစ်ချင်လာပြီဘလို့ခွန်းလို့မလဲတအားခွန်းလို့ချင်လာပြီဘလို့တက်ရှင်မလဲတက်ရှင်ချင်လာပြီဘလို့ယောသားမလဲဘလို့နော်အော်ဒီပါစိတ်ကြည့်မလဲဆိုတော့တအားရှာလာပြီအဲ့လိုရှာလာတဲ့ခါမှာဒုတိယဖြစ်လာတယ်လေဆိုဒုတိယကတော့ the focus of learning ပေါ့အဲ့ဒါဘာလဲဆိုတော့နိုင်ငံတော်နဲ့ဖြောင့်မခြင်းကိုရှာပါနိုင်ငံတော်နဲ့ဖြောင့်မခြင်းရှာရင်တော့ကျွန်တော်ရဲ့သင်ခန်းစာပါလေရည်ရွယ်ချက်က focus ဆုံးချက်ပေါ့
ကျွန်တော်နိုင်ငံတော်နဲ့ဖြတ်မှတ်ခြင်းကိုစစ်စစ်ကြည့်လာလို့ရှိရင် the focus of learning နိုင်ငံတော်နဲ့ဖြတ်မှတ်ခြင်းသင်ချင်းလာပြီဆိုရင်အဲ့ဒါကျွန်တော်ခရိယန်ရဲ့စကားပေါ့ခရိယန်တွေကတော့ seek the kingdom of God ဒါပေမဲ့ကျွန်တော်ခရိယန်မဟုတ်တဲ့လူတွေကဒီစကားလုံးမကြားဘူးဆိုရင် seek improvement စာကြည့်john maxwell ကတော့တိုးတက်မှုရှာပါဖွံ့ဖြိုးမှုရှာခိုင်းတာပေါ့နိုင်ငံတော်ရှာတယ်ဆိုတာနှလုံးသားကိုတိုးတက်စေခြင်းနဲ့အတွေ့အခေါ်တိုးတက်စေခြင်းနဲ့အမြင်ကိုတိုးတက်စေခြင်းနဲ့ခန္ဓာကိုတိုးတက်စေခြင်းနဲ့အော်ဒပါစိတ်ကိုတိုးတက်စေခြင်းနဲ့အဲ့ဒါနိုင်ငံတော်ထဲမှာအကုန်လုံးရှိတာပေါ့ဆိုနိုင်ငံတော်ရှာခိုင်းတာပေါ့အခုတော့ကျမ်းစာမဖတ်သေးတဲ့လူတခင်ခရစ်တော်နဲ့မတွေ့သေးတဲ့လူနိုင်ငံတော်နားမလဲလူကတော့ seek improvement တိုးတက်မှုရှာကြည့်ပါကျွန်တော်တို့တိုးတက်မှုရှာတဲ့ခါမှာခုနမေးခွန်းရတော့လိုက်လာပြီเนาะအောင်မြင်ဖို့အောင်မြင်ဆိုဘယ်လိုမြင်တယ်လဲဟုတ်ပြီတိုးတက်မှုရှာပြီဆိုရင်အောင်မြင်ခြင်းတော့လာပြီဒါပေမဲ့တဲ့ကျွန်တော်တို့အောင်မြင်ခြင်းကိုမြင်ပုံ2မျိုး3မျိုး4မျိုး5မျိုးနဲ့ကြည့်လို့ရတယ်အခုကျွန်တော်ကြည့်မဲ့အောင်မြင်ခြင်းကတော့ကျွန်တော်အောင်မြင်တာဟာကျွန်တော်အနည်းနာနဲ့ရှိတော့သူတစ်ပါးကိုထက်တာလွန်ခြင်းတော့သူတစ်ပါးထက်တာလွန်ခြင်းတော့အောင်မြင်ခြင်းစိတ်ရှိရင်တဲ့မေတ္တာဆုံးရှုံးတယ်မေတ္တာကကြာစင်တော့နိုင်ငံတော်မမြင်တော့နိုင်ငံတော်မြင်တော့ဆိုတော့အောင်မြင်တာဟာတော့မိမိရဲ့အိမ်ဘေးရလူနိုင်ဖို့အတွက်တငယ်ချင်းကိုနိုင်ဖို့အတွက်ကျောင်းနေပဲတငယ်ချင်းကိုနိုင်ဖို့အတွက်နော်တင်းရုပ်ဆရာတွေကိုနိုင်ဖို့အတွက်နောက်ပြီးအင်္ဂလိပ်ဆရာတွေကိုနိုင်ဖို့အတွက်အသင်းတော်တွေကိုနိုင်ဖို့ဆိုတဲ့နော်အာယုံဆိုင်လာပြီဆိုရင်မေတ္တာဆုံးရှုံးသွားပြီကိုယ်အသင်းတော်အကောင်းဆုံးဖြစ်ဖို့ကိုယ်ခိုင်ခန္ဓာအကောင်းဆုံးဖြစ်ဆိုရင်မေတ္တာဆုံးရှုံးသွားပြီအောင်မြင်ခြင်းရဲ့တကယ်အစာဆောင်ဆုတောင်းခြင်းတကယ်အရင်အမြစ်ကသူတပားနိုင်ဖို့မဟုတ်ဘဲနဲ့မိမိရဲ့မနစ်ကလူကိုနိုင်ဖို့မနေ့ကကျွန်တော်ရဲ့အရေးချင်းတဲ့ဒီနေ့တက်ပြီးတော့မနေ့အရေးချင်းကိုနိုင်ဖို့အင်္ဂလိပ်လိုပြောကြည့်မယ်နော် we want to be superior to my former self မနေ့ကကျွန်တော်ရဲ့အားနဲ့ထားတော့တွေးခေါ်ကျွန်တော်ရှင်ခုဒီနေ့အမြဲတမ်းပြောတယ်နော်ကျွန်တော်ကချင်းပြည်နယ်ကနေပြီးတော့ကြီးထွားလာတဲ့ဖြစ်တဲ့ခါမှာကျွန်တော်ချင်းပြည်နယ်မှာရွာကလေးတွေရှိတယ်ညီရောရွာမှာနေတော့ရွာတွေးခေါ်ရှိတယ်ရွာအမြင်ရှိတယ်ဆိုတော့အဲ့ရွာတွေးခေါ်ရွာအမြင်ကိုမကြော်လွှမ်းချင်မှုဆိုရင်ရွာနဲ့အပြင်မထွက်ချင်တော့ကျောင်းတက်ရမယ်ဆိုတဲ့ခါကျတော့ကျွန်တော်ကျောင်းတက်ရတာပေါ့ဆိုမြို့ကိုသွားတက်ရတယ်ဆိုမတူပီတို့ဟာခါတို့မှာမြို့သွားတက်ရဆိုမြို့သွားတက်တဲ့ခါမှာမရတော့ဘူးတအားကြောက်တယ်မြို့သားရကျွန်တော်အနိုင်ကျင့်တယ်အထင်သေးတယ်ဆဲတယ်နော်ကျွန်တော်နှိမ်တယ်အဲ့ဒီနှိမ်တဲ့ခါမှာကျွန်တော်မခံနိုင်ဘူးဆိုဘာလို့မလဲအမြင်ပြောင်းဖို့လိုတယ်ဘယ်လိုမြင်ပြောင်းမလဲ။အော်ကျွန်တော်ဒီမှာတိုးတက်အောင်ကြိုးစားမယ်ကျွန်တော်တိုးတက်ဖို့တက်ပြစိတ်နဲ့မကြပဲနဲ့တိုးတက်ချင်တဲ့စိတ်နဲ့နော်။တွားလို့ရှိရင်အမှနေလို့ရတယ်။တိုးတက်ချင်တဲ့စိတ်မရှိတော့ဘူးဆိုရင်ပြန်လှည့်ချင်တဲ့စိတ်ရှိရပေါ့။နောက်ပိုင်းတော့ရန်ကုန်ရောက်လာတယ်။အခုတော့နိုင်ငံခြားရောက်တယ်ဖိလစ်ပိုင်တွေရောက်တော့အမေရိကတွေရောက်တဲ့ခါမှာရောက်တဲ့နေရာတိုင်းမှာကျွန်တော်ရဲ့အောင်မြင်မှုအဟောင်းကတအားနှိမ်သွားတယ်။တအားနှိမ်သွားတော့အောင်မြင်မှုအသေးကိုတွားဖို့အတွက်တဲ့မိမိရဲ့အတိတ်ကိုကြော်လွှားဖို့အမြဲတမ်းကြိုးစားမယ်အဲ့ဒါအောင်မြင်မှုစစ်ပေါ့မိမိရဲ့အတိတ်ကိုအမြဲတမ်းပြုပြင်ပြောင်းလဲပြီးကြော်လွှားနေတာကအောင်မြင်မှုစစ်သူတပားကိုကြော်လွှားချင်တာကအောင်မြင်မှုစစ်မဟုတ်ဘူးတဲ့ရန်သူစိန်ခေါ်မှုဖြစ်သွားပြီးတော့မေတ္တာဆုံးရှုံးတယ်တဲ့ယနေ့ကျွန်တော်လူသားတွေမှာသူတပားကိုနော်နိုင်ချင်တဲ့စိတ်သူတပားကိုတာချင်တဲ့စိတ်နဲ့အမြဲတမ်းလှုပ်ရှားတဲ့ခါမှာအထဲကနိုင်ငံတော်ကကျွန်တော်တို့မရနိုင်တော့ဘူးမေတ္တာလို့ချင်းတော်လေမရနိုင်ဘူးဆိုတော့ကျွန်တော်တို့အောင်မြင်လို့တဲ့စိတ်ဟာအတွင်းကနော်ပုံရိပ်အဟောင်းကိုပုံရိပ်အစ်ပို့ပြီးတော့မြင့်လာတော့အောင်မြင်လာတော့ပုံရိပ်နဲ့အမြဲတမ်းကြော်နိုင်ဖို့ကျွန်တော်ဆိုရင်မနေ့ကဘာဦးဒီနေ့ဘာဦးနဲ့မတူစရာဘူးပေါ့ကျွန်တော်ကတော့ဟိုးလွန်ခဲ့တဲ့15နှစ်လို့မပြောဘူးနော်လွန်ခဲ့တဲ့10နှစ်လို့မပြောဘူးနော်လွန်ခဲ့တဲ့9နှစ်လို့မပြောမနေ့ကဘာဦးနဲ့ဒီနေ့ဘာဦးကွာစီရမယ်မနေ့ကဘာဦးကကြံခဲ့နိုင်တယ်ခေနောက်ကျသွားနေတယ်ဒီနေ့ဘာဦးကလိုက်ရမယ်အဲ့လိုပေါ့ဆိုကျွန်တော်တို့မနေ့ကစိတ်တက်ကိုအမြဲတမ်းမွေးရင်တဲ့ခက်ကကျွန်တော်တို့ကြော်သွားမယ်အဲ့ဒါကြောင့်ဆရာကြီးတပည့်ရေးတယ်ဘောကျွန်တော်ပြောတာ success does not always bring growth အောင်မြင်မှုလိုက်တဲ့လူတွေဟာတဲ့မကြီးထွားဘူးတဲ့အောင်မြင်မှုလိုက်တဲ့လူတွေမကြီးထွားဘူးတဲ့ကြီးထွားတဲ့လူကသာအောင်မြင်မှုရသွားတာဆိုတော့အောင်မြင်မှုနောက်လိုက်ရင်မကြီးထွားဘူးအတက်တာကြီးထွားနေတဲ့လူကအောင်မြင်မှုကိုတဖြည်းဖြည်းနဲ့ဆွတ်ခူးသွားတယ်တဲ့ယနေ့ခေတ်မှာလူတွေကဘာလဲဆိုပန်းတိုင်ယောဂရှိတယ်တဲ့ပန်းတိုင်ယောဂဆိုတာဘာလဲတော့ဆိုတော့သူတို့မပြိုးထောင်ပဲနဲ့
班တိုင်းရောက်ဖို့ပဲကြိုးစားကြတာပြန်ပြောမယ်နော်ယနေ့ခေတ်ဟာတဲ့ပန်းတိုင်ယောဂခေတ်ဖြစ်တယ်အဲ့ဒီလိုဆိုတော့ destination disease လို့ခေါ်တော့ဗော destination disease ဆိုတာလေသူတို့ကတဲ့သူတို့ရဲ့ဘဝသူတို့ရဲ့တက်တာသူတို့ရဲ့ခန္ဓာကိုသူတို့ရဲ့စိတ်သူတို့ရဲ့အုံနောက်သူတို့ရဲ့အမြင်တွေကိုနေ့စဉ်မငုံမမဲနဲ့မပြုတ်ပြင်းမဲနဲ့ပန်းတိုင်ရောက်ဖို့ပဲအမြဲတမ်းစဉ်းစားတယ်ကြိုးစားတယ်ဆိုတော့အဲ့လူတွေကပါလေပန်းတိုင်ယောဂကူးစက်ခံရတယ် Too many people want to be enough to arrive လူတွေကပန်းတိုင်မဲ့တအားရောက်ချင်တယ်ပန်းတိုင်ရောက်ပြီးပြင်ဆင်ယူမယ်ဆိုတဲ့စိတ်ထားတအားရှိတယ်ယနေ့ဆုံးရှုံးသောလူအများစုဟာပန်းတိုင်ကိုအတင်းပြေးတဲ့လူတွေဖြစ်တယ်ယနေ့ဆုံးရှုံးသွားတဲ့လူအများစုဟာပန်းတိုင်နောက်ကိုအတင်းပြေးတဲ့လူတွေဖြစ်တယ်ကိုယ့်ကိုမပြုတ်ပြမငုံမှန်ကိုယ့်ကိုမကြီးထွားစီပဲပန်းတိုင်နောက်ကိုအတင်းလိုက်တဲ့လူတွေကဆုံးရှုံးမှုကြီးတွေဖြစ်နေတယ်အဲ့ဒါကြောင့်မပြောလဲ losers don't lose because they focus on losing ယနေ့ဆုံးရှုံးတဲ့လူတွေအားလုံးဟာဆုံးရှုံးဖို့ပန်းတိုင်ထားတာမဟုတ်ဘူးတဲ့သူတို့ပန်းတိုင်ကဆုံးရှုံးဖို့မဟုတ်ဘူးတဲ့သူတို့ကပန်းတိုင်ကိုဆုံးရှုံးမှုထားတာမဟုတ်ဘူးတဲ့အောင်မြင်မှုထားတာတဲ့ဒါမဲ့အဲ့ဒီအောင်မြင်မှုတို့ကလွယ်လွယ်လေးနဲ့ရချင်လို့ဆုံးရှုံးသွားကြတယ်အင်္ဂလိပ်စကားနဲ့ပြောမယ်ဆိုရင် a quick fix mindset ပေါ့ဖြက်လန်းအတွေးခေါ်ပေါ့ဖြက်လန်းစိတ်ဓာတ်ပေါ့ quick fix mindset ဆိုတာဖြက်လန်းစိတ်ဓာတ်သူတို့ကပန်းတိုင်ရောက်ဖို့ဘာဖြက်လန်းရှိတယ်လဲဘာလှုပ်ဝှက်ချက်ရှိတယ်လဲဆိုတာသူတို့အတင်းလိုက်ရှာကြတယ်ဘယ်သူစမှာပတ်စံရှိလဲဘယ်သူပတ်စံကိုယူပြီးတော့တွိုင်းရောက်မလဲရခိုင်စကားပုံစံတော့သူတို့ဘာနှာခေါင်းနဲ့အသက်ရှူခြင်းတဲ့ဟာပေါ့နော်သူတို့ဘာလက်နဲ့မွေဖမ်းခြင်းတဲ့ဟာပေါ့သူတို့ဘာလက်နဲ့မွေဖမ်းမဲ့သူတို့ဘာနှာခေါင်းအသက်ရှူမဲ့အဲ့ဒါပန်းတိုင် quick fix ဖြက်လန်းပန်းတိုင်သမားကြီးယနေ့လူတွေဟာတဲ့နော်ကိုမပြောင်းလဲချင်ဘူးသူများကိုပြောင်းလဲစေချင်ကြတယ်ပြန်ပြောကြည့်မယ်နော်ယနေ့လူတွေဟာသူများကိုပဲပြောင်းလဲစေချင်ကြတယ်ကိုမပြောင်းလဲချင်ကြဘူးတဲ့တကယ်တမ်းဖြစ်တဲ့နာကိုပဲပြောင်းလဲစေချင်ရမှာတဲ့ကိုပြောင်းလဲစေတာကလူသားအကျိုးပြုတဲ့အောင်မြင်မှုသူတစ်ပါးပြောင်းလဲစေချင်တာလူသားကိုနစ်နာထိခိုက်စေတော့နော်ဆွဆွဲမှုဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့ဆက်ပြီးတော့တည်ခါမှာတယ်အောင်မြင်မှုဆိုတာနော်အစာရှောင်ဆုတောင်းခြင်းကနေပြီးတော့နာခံခြင်းကိုရွေးချယ်လိုက်တဲ့ခါမှာကျွန်တော်ခန္ဓာကိုတွေးကြောရီ body လို့ခေါ်တဲ့ခန္ဓာကိုလည်းမညစ်ပတ်အောင်တန့်ရှင်းစေအောင်နာခံခြင်းလာတယ်စိတ်ကိုလည်း heart ဘောနော် passion မညစ်ပတ်အောင်တန့်ရှင်းစေအောင်နာခံခြင်းလာတယ်နောက် mind လို့ခေါ်တဲ့ဉာဏ်ကိုလည်းအတွေးခေါ်လည်းတန့်ရှင်းစေခြင်းနဲ့အမြင်ကိုလည်းတန့်ရှင်းစေခြင်းပြီးတော့အဲ့ဒီတွေ့တင်ယူခြင်းလာတယ်နောက် spirit လို့ခေါ်တဲ့ဩတဘာစိတ်ကြည်အောင်လည်းတင်ယူခြင်းတဲ့အဲ့ဒီတင်ယူခြင်းတဲ့အရာကနာခံခြင်းနဲ့ရတယ်အဲ့ဒါကြောင့်ကျွန်တော်ခုနပြောနာခံခြင်းဟာတင်ယူခြင်းအလုံးစုံရဲ့မျိုးစစ်ဖြစ်တယ်နာခံခြင်းဟာတင်ယူခြင်းအလုံးစုံရဲ့မျိုးစစ်ဖြစ်တယ်နော် choosing obedience is the seed of learning တင်ယူခြင်းအလုံးစုံရဲ့မျိုးစစ်ဖြစ်တယ်အဲ့ဒီခါမှာကျွန်တော်တင်ယူတော့မယ်ဆိုရင်အာယုံဆိုင်ရမယ်တဲ့ဘာလို့အာယုံဆိုင်မလဲဆိုတော့ဖယားသခင်နိုင်ငံတော်အာယုံဆိုင်ရင်ဖယားသခင်နိုင်ငံတော်ဗာလဲနော်စိတ်နှလုံးတန်ရှင်းခြင်းအတွေ့တန်ရှင်းလာခြင်းအမြင်တန်ရှင်းလာခြင်းခန္ဓာကိုတန်ရှင်းလာခြင်းဩဒဘတန်ရှင်းလာခြင်းဒီကိုအာယုံဆိုင်ရင်တဲ့ကဲတင်ရှင်လို့ကျွန်တော်ပြောနေသခင်ခရစ်တော်အရိမရိယကိုလွယ်လွယ်လေးနဲ့တွေ့ပြီးစကားပြောရတယ်အရိမရိယတွေ့လို့ရပြီစကားပြောလို့ရပြီအရိမရိယကကျွန်တော်တို့တန်ရှင်းသောသူတွေကိုစကားအားပြောခြင်းနဲ့မနာခံတဲ့လူကြတော့ပြောလို့မရသူတို့ယုံမှမယုံတာလောကမှာတူလာတော့ငါမနာခံတဲ့လူတွေကသူ့ကိုတတ်တာဟုတ်နော်လက်မခံချင်ဘူးလက်မခံချင်မနာခံရင်ဘယ်အရာမှလက်ခံလို့မရဘူးနာခံပြီဆိုရင်အရာခတ်တဲ့တအားလွယ်တယ်အဲ့ဒါလေးဒီမနေ့တတိခမာရေအရောက်တိုင်းဖရာသခင်ကောင်းချီးပေးပါစေမြန်မာနိုင်ငံသားများလည်းအိမ်မကောင်းအောင်ပဲပါစေတကဘာလုံးမှာနားထောင်တော်သူများအလုံးပေါ်မှာဖရာသခင်ကောင်းချီးပေးပါစေ